Hello အားလုံးသောနားဆင်သူပရိသတ်များအားလုံးပဲမင်္ဂလာရှိတဲ့ချိန်ကားလေးပဲပါစေရှင်။ကျမတို့ရဲ့ ATK Audio Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုကြိုဆိုလိုက်ပါတယ်။ဒီ channel လေးဟာဆင်တော့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကြီးရဇာတ်လမ်းကောင်းများစွာကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ပရိသတ်များနားဆင်နိုင်ဖို့အတွက်ရောက်ခမကြီးအများနဲ့မောင်းဆွဲဂျီယန်ဇာတ်လမ်းကောင်းလေးရဲ့အပိုင်းတစ်ကိုဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျမဇာတ်လမ်းဖတ်ပြတင်ဆက်မှုလေးကိုမစားခင်မှာအရင်ဆုံးအနေနဲ့ကျမတို့ရဲ့ ATK Audio Book Channel လေးကို like ရ subscribe နေပြီးတော့အသစ်သစ်သောဇာတ်လမ်းတွေတင်တာမလို့တန်းနာဆင်နိုင်ဖို့အတွက်ဘေးနားချက်ပေးခေါင်းလောင်းလေးကိုလည်းနှိထားပေးကြပါအောင်ရှင်။ကဲဒါဆိုရင်တော့ဇာတ်လမ်းလေးကိုနားဆင်ဖို့အတွက်အစင်တစ်ဖြစ်ပြီးဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ပါပြီ။ရောက်ခမကြီးကညာနဲ့မောင်းပိုင်း1 Hello အမေရှိပါတော်မြနင်းစီသူပြောနေပါတယ်။အမေကတော့ညီအိမ်တော်ပြုတ်ဖို့ပဲမိချုံသူ့မိချုံကိုခေါ်လိုက်တော့ကြောင်းတော်မြနင်းစီသူတရားကြောင်းအသွားတယ်။အလုံးချိန်ကြီးဖုန်းခေါ်ရဲဆိုတော့အလုံးအပ်တဲ့လူပဲတင်ကားသွားမိတယ်။ဖုန်းပြန်ကြည့်မှမာရာမိခင်ပဲ။ဟာအမေကလည်းတမင်းအိမ်တော်မပြုတ်ချင်နေအိမ်တော်ပြုတ်တာလေစိတ်မဝင်စားတမင်းဘဝမှာမမေရှင်းရပြီလို့ညီမအေးကအဖွားကြီးဖြစ်နေပြီ။အနေစလန်းကိုသွားတော့မှအဲ့ဒါကြောင့်ညီတယောက်တည်းကျင်းခဲ့မှလေညီဘေးမှာဖော်တော့ထားမှာပေါ့ညီတက်ကလေ35နှစ်ကျော်နေပြီအခုအိမ်တော်ပြုတ်ရမှာညီနဲ့တင့်တော်တဲ့လူရှာနိုင်ရှာမရှာရင်ငါပေးစားတဲ့လူယူနောက်တော့ငါညီးစီလာခဲ့မယ်ဒါပဲပြောကြရပြောပြီးကောက်ခနဲ့ဖုန်းချသွားတော့မသားမိခင်ပဲအမေကတော့ခက်တယ်အပြောသားလွေတဲ့အလောက်ကခက်တယ်ချက်ချင်းပတ်ခနဲ့လူတယောက်ကိုကောက်ယူလို့ကမရတပွားလုံးစာအတွက်ကိုကရွေးကြရမယ်တလားချင်းနေတော့မိတို့များမဖြစ်နိုင်တော်များနင်းစီကျော်ကအသက်35နှစ်ကျော်အပြိုကြီးပဲရက်ကန်ထဲဒီဇိုင်းများကိုဆွဲပြီးတဲ့သူပြောရရင်ဂျိတ်ထမိန်ဒီဇိုင်းများပန်းဒီဇိုင်းများကြီးဆွဲနိုင်သူဒီဇိုင်းကုမ္ပဏီတွင်တတိနဲ့သူလိုက်ပိုးနေသောမန်နေဂျာကိုရဲနောင်ပြည်လင်သူကရာထူးအကြီးဆုံးပါတည်တည်တက်တက်အနေထိုင်တဲ့အပြင်ထက်မြက်တဲ့အင်ဒရီလေးကြီးမင်္ဂလိယောက်ျားလေးများကြားတွင်ကောင်းတဲ့ရင်ဖြင့်နမဲကြော်ကြားသူပင်ဖြစ်တယ်ဝင်ခဲ့ပါဒီဇိုင်းဌာနအဖွဲ့မှတစ်ဖြစ်လေတွင်ငယ်ချင်းဖြစ်သူရင်းရှင်တွေကဝင်လာတယ်ညဘာဖြစ်တာလဲယောဂဦးစားတော့မေကွယ်အမေကပြောနေတာနောက်လာသူမန်းလေးကိုလာမယ်တဲ့အိမ်အောင်ပြုတ်ရမယ်တဲ့တို့မရှာနိုင်သူပေးစားတဲ့လူကိုယူရမယ်တဲ့ရှင်တို့ဘာလို့ရမယ်တော့မသိတော့တလားအတွင်းရှာဖို့အခက်သားလားမင်းလေးယူယောက်ျားလေးယူလေအဲ့ဒါကိစ္စမရှိဘူးရှေ့ကတဝါလုံးစာလက်တွေ့ရမအောင်တလားရင်းနဲ့ရှာမှာမဖြစ်သင့်လေတို့မစင်စားတတော်အမေပေးစားလူလည်းမယူခြင်းပြန်ညကိစ္စတော်တော်ခက်တာပဲအပြူကြီးလုံးနေရအပူပင်ကင်းနဲ့ဒိုးစိန်ယောက်ျားယူလိုက်တာကြည့်ဦးသူကိစ္စတွေပါလုပ်ပေးနေရတယ်ညလို့တယောက်တည်းအေးချမ်းနေကိုစိုးတက်ရတဘောတော့ကောင်းပါရဲ့ရင်တဘောကတော့ရှဲကောင်းတာပဲအလုပ်ကိစ္စပြောမယ်ဒီဦးတိလာတာကအလုံးနဲ့ကိုကြာရီယာနေ့ကိုရက်ကန်းထဲဒီဇိုင်းဆွဲခိုင်းနေတယ်ချိတ်ရသေးနဲ့ချိတ်ပြီးဆိုရဲဟန်ဆွဲနဲ့အရင်လာပြေးပါတဲ့ဟုတ်ပြီရင်တို့စိတ်ထားလိုက်မယ်ဟဲ့ဂျာနဲ့ကိုရင်အောင်ဆိုလေမဆိုနေလိုက်ကြိုက်နေရပဲနှစ်ပူးပြောင်စပင်ပါနဲ့ငါနဲ့မလိုက်ဘူးတွားတော့ရင်တော်ကြာနေ့ကိုထုမိမယ်တွားရင်ရှင်ရင်တွေတယောက်ပြောင်းပြကားကန်တင်မှာထွက်သွားတော့တယ်ကိုကသာရေးသွားစေရင်ဟာတာအနေနဲ့ပြောခဲ့တော့လေတကယ်ဆိုကိုပင်မရှိနိုင်အထက်တန်းကလေးကခင်လာခဲ့တဲ့သူငယ်ချင်းပင်မြားတယောက်အခြေအေးကိုစိတ်ဝင်စားရလေသူအသိဆုံးတက္ကသိုလ်ပင်ညင်ခဲ့တဲ့သူတွေဟာဒုနဲ့ဒီလာကြိုက်သမျှလူတွေကလည်းမြားနဲ့မတန်ဟုလေရင်တရားတူးလိုက်မိတယ်တလားအတွင်းလေကောက်ယူဖို့ကမဖြစ်နိုင်မြားနဲ့တင့်တော်မဲ့လူကရှာခက်လာကြပြီသူတော့ဒီလောက်တွင်စိတ်ညစ်နေကြိတ်ကန်ရှံများစုံနေဘလို့နေမှမသိရွှဲနဲ့တွေကအလို့တာဆက်လုပ်နေလိုက်တော့တယ်ရင်တွေတယောက်အလို့စင်းချိန်တွင်ယောက်ျားပြစ်သူကိုစိုးတိုင်းကာမရောက်လာ၍စောင့်နေလေတယ်ညလေသူကနဲ့အထွက်မသွားသေးပဲစောင့်နေပေးရှာတယ်အတန်းကြာချေပေါ်မလာတော့ရင်တွေတယောက်မြောက်ပဲလိုက်ဖို့ခိုင်းလိုက်ရတော့တယ်ရင်တို့ရဲ့အရှိတွေရထားတရားလမ်ဘိုဂျီနီကအနေရောင်ကားတစ်စီးရင်ရတော့ကောက်မြင်လိုက်တဲ့နေကိုစိုးထိုင်ပါကြောင့်မလာနိုင်တဲ့တပုတ်ပေါက်သွားလိမ့်ပြီညတော့ဘာမှမသိသေးရှင်ကအကောင်းစားကြီးအဲ့တဲ့လာနေရတဲ့နေကျိုးအိမ်ပေါက်ကနေပဲချခဲ့တော့မယ်မဝင်ခဲ့တော့ကွယ်ဝင်ခဲ့ရတယ်မြအဲ့ဒါတလားတကအင်သားလို့ပြောလို့ရတယ်အဲ့တဲ့တော့မဟုတ်တော့ဘူးရဲ့စကားဆန်းဟုတ်တယ်ဟိုရောက်မှမေးဆက်ပေးမယ်ညတယောက်အင်တေတို့ဝင်ခဲ့လေတယ်အေကဲတဲ့တွေအသက်20နှစ်အရွယ်မိန်းလေးတူစပင်မီကိုရောက်ကုတ်ဝဲလေးနဲ့ဟာဝင်းရန်ရှိန်အင်ဂျင်အနက်ရောင်လက်တူကိုဝတ်ထားတယ်ဘောင်းမီအရှိရလည်းအနက်နဲ့အတားဖြူဖြူနဲ့ပင်ဖုံးနေနေ၍သူတို့ကမမြင်နိုင်ရင်းရပဲစကားစပြောလိုက်တယ်ကျမတလားကြော်နေရတော့မလားလို့ဒီကလေးတော်တော်လိမ့်မနေပြီတင်တာအခုရောက်လာတာပဲရင်စကားကြောင့်ဒုကလေးမလေးကတော့မောကြီးရင်မြင်တင်နေအန်တီရင်ဘယ်တော့ကရောက်နေရလဲထိုင်တန်စင်ခက်ပေးမယ်
နောက်မှလည်းကြီးတော်တယောက်ပါသေးတာပဲထိုင်တော့တန်စင်ရေးယူခဲ့ပြီမယ်ကြီးတော်ကြီးဟူသောစကားကြောင့်ရင်တယောက်ခွေကနေယူလိုက်တယ်ညတော့တော်တော်ရှက်သွားတဲ့အပြင်စိတ်ချမ်းတောင်ပေါက်သွားတယ်တန်စင်အင်ရှင်သူကဲ့သို့ပင်မိဖို့ကြောင့်တဲသို့ခက်တွက်တွက်သွားကရေခဲတတာသည်မှာရေဘူးထုတ်လာပြီးခွက်များပါအသင့်ယူလာပြီးအင်္ဂေဆိုးကိုခုနကပပခေါ်လို့ကားနဲ့ထွက်သွားတယ်တန်စင်ကဒီတစ်ခါအိမ်ဘွားနေတကယ်ဆင်းလာတာတန်စင်အရှင်ကကြီးကကလေးလိုပြောနေလေတယ်မိမိအိမ်ဘွားဆင်းနေကြပြီတလားတကာပုံမှန်ပဲမိတ်ဆက်ပေးဦးမယ်ကြာအန်တီသူငယ်ချင်းမြနင်းစီချိုဟုတ်မင်္ဂလာပါကြီးတော်မြမိမိအဲ့လိုမနှောင်းနဲ့လေအန်တီကိုစတော့ပါအန်တီရလေမင်္ဂလာပါနော်အန်တီမြမင်္ဂလာပါကွယ်ရင်ပြန်မိတ်ဆက်ပေးမယ်မိမိနာမည်ကတန်စင်မောင်ကိုစိုးထိုင်အလောက်ကတတိရဲ့သမင်းငယ်ဆုံးရင်စကားမဆက်မိလို့လေတလားတကာသူ့ပပနဲ့ပြဿနာတက်တိုင်းဒီပဲပြေးလာတာအခုလည်းပြေးလာတာပဲတပည့်နေတော့ပြန်ခေါ်သွားရင်ပါသွားရောအစအသွားမနေနဲ့ဒီပါရင်းနေဆိုရင်မရအောင်တလားကြိုင်ပြန်ပေါ်လာရောဒီတစ်ခါတော့ပြန်မခေါ်တော့ရင်အခန်းဝါကိုစိုးထိုင်ရဲ့စကားတန်တန်စင်သမီးပပတကယ်ကိုဒေါရထွက်နေပြီကွာပပဒေါရမကလို့ဘာကြီးပဲထွက်အန်ကယ်ဆိုသမီးဆုံးဖြတ်ချက်မပြောင်းရင်ထဲမြတော့ဘာမှမသိသေးပုံဖြင့်ရှင်သိပြီသားပါတန်စရာကော်ဖီဆိုင်နဲ့ဘာနဲ့နှဆိုင်ဖွင့်ချင်တာလေသူ့ပပသူ့လုပ်ငန်းတွေပဲဦးစီးခိုင်းတာတန်စရာမဖြစ်ပြအောင်လုပ်မယ်ဆိုပြီးသူ့ပပဝယ်ပေးထားတဲ့ကွန်ဒိုတိုက်ခန်းတွေရောင်းပြီးဆိုင်ဖွင့်လိုက်တာသူ့ပပတီးပြီးအိမ်ပေါ်ကနေနင်းချလိုက်တာစင်းစရာတော့မလို့တော့တန်စရာလို့ချင်တာလုပ်ခိုင်းဘာမှဖြစ်ပါဘူးတန်စရာဒီဇိုင်းတွေကိုအောင်မြောင်ဖွင့်မှာပြီးပပကိုပြမှာပြုံးပြင်းနေရမှာလူကြီးပုံစံဖြစ်ပြောလိုက်တော့ကလေးမလေးကိုမြကြည့်လိုက်မိတယ်တတိယတော့တော်တော်ရှိစူးစမ်းလို့စိတ်ရှိချေဖို့ပဲထင်မိတယ်ညကိစ္စကိုလည်းပြောပြအောင်မယ်ဆိုပြီးအစားချီကရေရပြောပြလေတော့တယ်ကိစ္စတွေကြားပြီးတော့ကိုစိုးထိုင်လေးစိတ်မကောင်းတော့ပါအဒီမြကိစ္စကရှင်းတဲ့လွယ်လွယ်လေးပါတန်စင်ကအစားချီလိုက်တော့ကကြံလူကြီး၃ယောက်လုံးတန်စင်ကိုကြည့်လိုက်ကြတယ်ရှင်အန်ကဲကိုတန်စင်ရှင်းနေရပဲအန်ကဲကအန်တီမြလက်စောလက်ကင်ပြစရာလူတာအန်တီမြအမေကလည်းစိတ်ချခြင်းနဲ့ပုံလေးဒီတော့ဟန်ဆောင်နဲ့ထက်လိုက်ရင်ရပြီလေလူတယောက်ကိုပြောတာတော့လွေးတာမိမိဘယ်လိုလူကအလကားနေလက်ထက်မလဲမြောက်နေရောက်တဲ့ရှိနေစိတ်ချလို့ရပါမလားအဲ့လိုရှားမှာလေအဲ့တော့အန်တီတို့လူရင်းတွေရှားကြည့်ပါတန်စင်အကြံပေးုံပဲတန်စင်ဆိုင်တွင်ခန်းတွေလုံးနေတာတစ်ချက်သွားကြည့်ုံပဲပြောရင်တန်စင်ကထွက်သွားတော့တယ်တန်စင်ထွက်သွားတော့မိမိပေးတဲ့အကြံမဆိုဟန်ဆောင်လက်ထက်ရတာပဲကိုစိုးထိုင်ရပြောလိုက်တယ်ဘလူလူကလက်ထက်မှလေးလို့ဖယောက်ကြားအခွင့်အရေးမယူပဲနေမှလေညနေစီချိုကထပ်ပြောလေတယ်ယောက်ျားမျိုးပဲမိန်းမယူရမယ်လေမင်းလေးအချင်းချင်းဆိုရင်အနည်းဆုံးစိတ်ချသေးတယ်ဘယ်မင်းလေးကတို့ယူမှလဲတန်စင်မောင်လေကိုစိုးထိုင်စကားကြောင့်နေရာလုံးစွန့်အားသွားကြတယ်ဟုတ်တယ်တန်စင်မောင်ကတင့်တော်ဆုံးပဲအခုချိန်မှာတန်စင်ကတိုးလို့သူအာယုံဆိုင်နေပြီပြီးတော့သူ့ပပသူ့သမီးဘယ်သူကူညီမှမယူပဲအောင်မြင်စေချင်တာငါအိမ်မနေအလလုံးနေသူ့ပပထင်သေးလိမ့်မယ်ဒီတော့ညအိမ်ကိုသွားရမယ်ညနေဟန်ဆောင်လက်ထည့်ရမယ်ညရအမေးလိုက်သူ့ကိုပြလို့ရတယ်ပြီးတော့ညကိစ္စကိုလည်းသူသိနေရပဲလေတန်စင်ကလက်ခံပါမလားအသက်ကလည်းကွာတော့ငါပြောကြည့်ပေးပါမယ်လက်ခံနေအန်တီတန်စင်လက်ခံနေဘလို့ပြန်ရောက်တာလဲဆိုင်တော့ကျန်နေလို့ပြန်လာယူတာလက်ခံပါတယ်အန်တီမြောက်လည်းကိုညီပေးလို့ရတယ်ညီမကကလည်းရှင်းပြတာဆိုတော့လိုမစံနမတာပဲညာရင်မင်းတို့စိတ်ချလို့ရလို့လားတန်စင်ဒါအန်တီစိတ်ပေါ်မူတည်ပါတယ်ဒါဆိုရင်ပြန်ထိုင်ပါအောင်တန်စင်မောင်မင်းလက်ခံတော့တို့ဆွေးနွေးကြတာပေါ့အန်တီအိမ်မှာနေရမယ်ပြီးတော့စင်းမြဟန်ဆောင်လက်ထက်တာဆိုပေမဲ့၃နှစ်ကြာခွာရှင်းပေးရမယ်အန်တီခွာရှင်းခိုင်းရင်ကွာရမယ်အန်တီကိုကြွေရမှာအခွင့်အရေးမယူပါနဲ့အတိကမချစ်မိစေဖို့ပါပဲနားလေလားတန်စင်အထက်စီကလာပြောနေလို့တန်စင်နည်းနည်းအောက်သွားတယ်ကျိုးပေမဲ့သူလည်းသူကိစ္စနဲ့သူမို့လက်ခံလိုက်တယ်လက်မကန်လျက်အန်ကယ်ဆိုထိုင်အကူညီနဲ့ဆိုင်ဖွင့်တယ်ဟိုပပထင်နေလိမ့်မယ်တို့တော်လေတန်စင်မောင်တရားပြည့်ရွဲ့ကျင်လေးတွေတို့ကြောင့်မျက်နာကြီးကအန်တီဘက်ကစီးထိုင်တန်စင်ဘက်ကလည်းစီးထားပြစီတန်စင်ကဘာစီးထားချင်လဲအန်တီတန်စင်ကိုအိမ်တော်ဦးစီလို့တက်မဲ့ရမယ်ပြီးတော့လူရှိမှအန်တီအနေနဲ့တန်စင်ကိုမောင်လို့ခေါ်ရမယ်နောက်ဆုံးတစ်ချက်ကတော့အန်တီအမေရှိမှအသားကြီးရတော့ခွင့်ပြုပေးပါမြန်းနှင်းစီချိုတယောက်ကောင်းငိတ်လက်ခံလိုက်တယ်ဘာကြောင့်ရဲ့မဲမသိဒီကလေးကိုမြင်လဲလုံချုံတလူခံစားတလူလူအမျိုးမီမသိတဲ့ခံစားချက်လေးရနေတယ်ဒါတွေတော့ခေါင်းထဲမထည့်တော့ပါသူလက်ရှိပြဿနာကိုဒီကလေးကိုညီရာနေပဲကျင်းနေနေပြီဒါဆိုရင်မနေ့ပြန်တရားရုံလက်မှတ်ကြိုးအောင်ညအမေကစစ်စစ်ပပစစ်နေမှာရင်းရလေပြောလိတယ်လာရောက်ရဲ့ဆရာရွှေနေစေအကူညီတောင်းကြတာပေါ့အန်တီရင်ကောင်းတယ်မမီညတယောက်အင်ကိုပြန်လာခဲ့တယ်
လက်ပြန်တွင်တော့တခါမှမတင်ထားခဲ့ပဲမိမရပြီတော့မယ်အဲ့လိုပဲမပြောနိုင်တော့ပါတရားရုံးတွင်ကိုကြီးပေးမဲ့လားရောက်ရဲ့ဆရာရှင်နေရာလေးရောက်နေလေတယ်တန်စင်ရဲ့တွင်ရဲ့ချက်များဖြစ်တဲ့အော်ဂတ်စ်မိုຫນွေစိုးခတ်အောင်စီတက်ရလားရောင်ခါတို့ကလည်းရောက်နေကြတယ်သူပပနဲ့သူ့ကိုတန်လွေမောင်တို့ကတော့တိမဲ့ပုံပဲမပေါ်မတိအောင်လဲအင်္ဂဲစိုးထိုက်ကိုတမင်မပြောဘဲထားခဲ့ရတယ်တရားရုံးတို့မြောက်တို့ကလေးကဝင်လာတယ်ညတော့မိကိုရောင်ချိတ်ထမင်းလေးကိုတည်တက်စွာဝတ်ထားတယ်အန်ဒီရင်နဲ့အင်္ဂဲတို့ကနောက်မှလိုက်လာတယ်ညထူကလေးကိုရှာကြည့်နေလေလက်ထဲရမယ့်ကလေးကပျောက်လို့နေပါရောလားမကြပါတန်းစင်မောင်တယောက်ရောက်လာလေတယ်သူကြည့်တော့ပြုံးပြုံးရွှင်ရွှင်ပင်ရှဲဖြိုလေးနဲ့မိကိုရောင်ပေါင်းမိကိုဝတ်ထားတယ်နောက်ကြလို့ sorry ပါအန်တီမောင်လက်စွပ်တော့ဝဲနေရပြောရင်တန်းစင်မောင်ကလက်စွပ်ပိုလေးကိုထုတ်လိုက်တယ်စိန်လက်စွပ်တကွင်းစိန်ကနည်းနည်းသေးနေလို့စိတ်မဆိုးနဲ့အန်တီမောင်တက်နိုင်တယ်လို့အရင်ဝဲပေးတာပြောရင်ပဲလက်ကိုဝတ်ပေးတယ်ညတော့အင်မလုံးနိုင်တော့ကြောင်ပြေးကြည့်နေလေတယ်ရိမ့်မိတော့တန်းစင်မောင်နနကကအန်တီကလည်းလက်စွပ်ဟန်ပြပါဆိုအန်တီမမေစိန်အစင်ပြေအောင်လို့ကြောင်းမနေနဲ့လေရှင်းနေရွှေ့ကြီးကိုအန်တီမိတ်နေလို့အပြေးဝေခဲ့ရတာခုမနက်ကိုအဲ့ဒီကျမအများတရားတက်ပြင်းချလိုက်ရတယ်ဒီကလေးကစစ်ဆက်တေကိုချီချူးမိနေဘယ်ကလေးကပဲထိုးကလေးဆိုအကောင်းမြင်နေမှန်းပင်မသိကဲပါလက်မထိုးအောင်နောက်ကျနေပြီမောင်ဟုတ်ကဲ့အန်ဒီလက်မထိုးပြီးနောက်လာပေးကြတဲ့လူငယ်ချင်းများကိုစိုက်တဆိုင်တွေမိုးဝဲကျွေးကြတယ်သူတို့ပြန်သွားတော့ဆိုင်တွင်အန်ဒီမနိုင်မောင်တို့နှစ်ယောက်သာကြံခဲ့တော့တယ်ချာသိစားပြီးရဲ့ခဲဝဲပစ္စည်းဆိုင်သွားအောင်ဘာလို့မောင်လို့ခေါ်ရလဲနှစ်ယောက်တည်းရှိရလေပေါ့ပေါ့ပါပါပေါ့တဘောလေအန်ဒီဒါနဲ့ခဲဝဲပစ္စည်းဆိုင်ကဘာလို့သွားအန်တီအိမ်ကအန်တီအခါတယောက်အိတ်ကတင်လေအဲ့ဒါနှစ်ယောက်အိတ်ကတင်ဝယ်ရမှာစောင်းနေချင်အောင်တွေရောပြီးတော့မရအမေလာရင်လာပြီးနေရမှာအခန်းထဲမှာမင်းဖို့ပစ္စည်းတွေပါဝယ်ရမှာလေဟုတ်တာအန်တီသွားအောင်လေနှစ်ယောက်သာခဲဝဲပစ္စည်းဆိုင်ကိုထွက်လာကနှစ်ယောက်အိတ်ကတင်သလုံးအခန်းထဲထည့်ရင်စပွဲကလတ်ထိုင်တစုံဝဲခဲ့လေတယ်တွနောင်အိုရှန်တို့ကြွခဲ့လေတယ်အိုရှန်တွေသွားတိုက်စေသွားတိုက်တန်စင်တို့ဝဲခဲ့လေတယ်ညဝဲအင်ဂျီစင်တူလည်းဝဲခဲ့လေတယ်တန်စင်မောင်နဲ့ဈေးဝယ်တွဲရဒီမှာပြောစရာကောင်းနေတယ်စိတ်တူစရာလေးကောင်းနေစိတ်တူရဒီမှာအများတယောက်တည်းရှေ့ရပစ္စည်းတွေဝယ်နေရင်တန်စင်မောင်ကတော်တော်နဲ့ပါမလာတဲ့မင်းလေးငငယ်လေးတော်တော်များများကတန်စင်မောင်ကိုလလာစကားပြောကြတယ်တန်စင်မောင်လည်းပြုံကြီးပြောနေလေတယ်ကြတော့စိတ်တူလာ၍မောင်တို့မြနင်းစီချိုတယောက်ခက်လန်လန်မောင်အော်ခေါ်လိုက်တယ်တန်စင်မောင်ကောင်းမလေးတွေကိုနှုတ်ဆက်လိုက်လေတယ်အန်တီဘာလို့လဲပစ္စည်းတွေမနိုင်လို့လားမဟုတ်ပါဘူးသူတို့ကဘသူတွေလဲအတိတွေလားဟိုကောင်မလေးတွေကမောင်ရည်စာဟောင်းတွေမလို့နှုတ်ဆက်တာအကုန်လုံးကလားဟုတ်တယ်အန်ဒီ၃ယောက်လုံးပဲအကုန်လုံးကယူနီခွင်းတွေလေတလားစီပဲတွဲခဲ့တာပါထားလိုက်အန်ဒီသွားအောင်ပေါ့ပပတာတန်စင်မောင်ကပြောလိုက်တော့လေညရင်တေတို့မခံချီမခံတာဘလို့ခန်းစားချက်ချင်းမှန်းပဲမသိအိုရှင်မောင်ကျင်းရောက်လဲမြတီအောင်သူ့အိမ်တို့ခေါ်လာခဲ့လေတယ်အိမ်ကူကောင်မလေးနဲ့လည်းမစ်ဆက်ပေးခဲ့တယ်အင်ကူကောင်မလေးကလည်းအများတရားအပြိုကြီးဖြစ်အယိုးချုံမင်းတရားကရုတ်တရက်အင်တောင်ပြုတ်တဲ့ပြင်နောင်းနေနိုင်ရှာပဲမိတ်ဆက်ပေးပြီးဒီနေ့ဦးလဲလဲလေးထွက်လာလေတယ်။စားတည့်ရဲ့အဝတ်နဲ့ပစ္စည်းတွေဒီမှာလာထားလိုက်နော်။ထမင်းလဲဒီမှာပဲစား။ညကျမှရင်တို့အိမ်ပြန်အေးချင်အိမ်နော်။ဟုတ်အန်ဒီဒါနဲ့နောက်ရက်ကျမောင်းဆိုင်တွေကိုလာခဲ့နော်။မိတ်ဆက်ပေးမလို့အလုပ်သမားတွေနဲ့ဆိုင်ရစားတော့မှာမလို့။အန်ဒီအားရလာခဲ့မလီချာတိ။ဒါဆိုရင်မောင်ပြန်တော့မယ်နော်။ကောင်းကောင်းသွားနော်ချာတိ။ဟုတ်ကဲ့အန်ဒီ။နှစ်ပတ်ခန့်ကြာတော့မိကျိုနေကိုလောက်ကနေအခုပြန်ခဲ့အေးပုံကညီအိမ်တောင်ပြုတ်ပြီးပြောနေတယ်မိန်းလေးတဲ့ညီနဲ့73နှစ်ကျော်လောက်ကွာရဲဆိုနောက်လာပြီအခုရှင်မာသားမိခင်မန္တလေးတို့သူ့မပြောဘဲရောက်ချလာနေတယ်တော်သေးသူ့ဘက်ကအကုန်ပြင်ဆင်ခဲ့တယ်မို့အခုတော့ရင်ကိုအပြေးပြောပြီးမောင်ဆိုင်ကိုအပြေးသွားကမောင်ခေါ်အားပေးတယ်ရင်းနဲ့အတူမောင်ရဲ့ကော်ဖီဆိုင်ကိုလာခဲ့လေတယ်မောင်ကမေးဆက်ပေးထားတဲ့ဖြင့်အားလုံးကမြောက်သိနေကြတယ်မန်နေဂျာကောင်းလေးကိုမြောက်မေးလိုက်တယ်မောင်ဘက်မှလည်းသိလားတတိယဒီနေ့ကော်ဖီဆိုင်ရမလာဘူးမမကြီးသူအခုဘာမှရှိလိမ့်မယ်ဗျဘာမှဘာတန်တာကမလာဘူးဆိုလို့အခုဘာတန်တာကိုစမ်းသက်ချင်လို့ဘာတော့တစ်ချက်သွားစစ်တယ်လို့ပြောတယ်မြလေတပြင်းတစ်ချက်ချကဘာကိုလိုက်သွားလိမ့်တယ်ကောင်းမြင်မြင်မောင်းနေတဲ့ဖြင့်ရင်တယောက်နေနေမောင်းရင်တားယူနေရလိမ့်တယ်ဘာတို့ရောက်ရင်ကောင်တာနဲ့တွေ့ပါပြီလေတန်စင်မောင်မောက်နေလေပြီရှင်သူဒီလိုမောက်နေတာအမေသိရင်ပြဿနာတက်ပြီခက်ပြီရင်သူဒီလောက်တောက်နိုင်တယ်ဆိုတာဘာလို့မပြောရလဲမြသူကတောက်တာလွင်ကျန်တော်လူကောင်းပါလောလောဆယ်မြအမေကိုပြဖို့သူ့ခေါ်ရမှာလူထူလက်စကားကိုချွတ်ချွတ်တပြောရန်ပြန်သူကမူးနေရပိုးဆိုးမယ်ဘာတူရဲလဲဟာငါလာဆွဲတာတန်စင်မောင်ကအာလေးရှာလေးပြေပြောနေလေတယ်မောင်အန်တီအမေလာနေပြီမောင်တွေးချင်လို့တဲ့လာအိမ်ကိုလိုက်ခဲ့ရောက်ကမကြီးကခေါ်နေပြီတဲ့
ကြောတော်မူရမှာပေါ့မကြွရင်မယုံမတရားကြမယ်မယုံတဲ့အသက်သူမှာဘာလို့ဆိုရင်ရောက်ခမယူတဲ့အသက်ရှိဟာမောင်းလိုက်မယ်မောင်းတော်ကြီးတွေနဲ့ရောက်ခမကြီးကိုအပိုင်ချုပ်လိုက်မယ်ကဲချုပ်ဖို့သွားအောင်မောင်းသွားမယ်ဒီစကားမဆက်ဟူကောင်လေးတန်တန်သာမင်းဆက်တာတောက်ကောင်းတယ်မာဂရီတာအကောင်းဆုံးပဲဟုတ်ကဲ့တတိအပြန်တွင်တော့ကောက်ရင်ကမောင်းခဲ့တယ်နောက်ကန်တွင်များနဲ့မောင်းကလိုက်ခဲ့တယ်မောင်းကအင်ဂျီတွေဆဲချွတ်မဲ့လုံးနေလို့တားယူနေရတယ်အပြိုကြီးတယောက်အရက်သမားမရလုံးလုံးဖြစ်နေလိမ့်ပြီအရာတော်များတန်းစင်မောင်းကိုတွေ့လာရတယ်တန်းစင်မောင်းတယောက်ကရိုင်ကြည့်ရိုင်ထူနေအဲကန်ထဲဝင်လာတယ်ရင်ရတော့အနောက်ကနေအသားလိုက်ခဲ့တယ်ဆိုဖာပေါ်တွင်ရောက်တော့မောင်ကကြိုးကြိုးလေးထိုင်ခါခေါင်းငုတ်ထားတယ်မောင်ရဲ့မျက်နှာချင်းဆိုင်ကတော့မြရဲ့အမေထိုင်နေလေညအမေကတော့မောင်ကိုတေချာစူးစိုက်ကြည့်နေဘေးဟာထိုင်နေတော့မြနေယူမှာကြာရုပ်ကဲသူပင်အချိန်တစ်ခုကြာမှမောင်မြောက်ကြည့်ပြီးအန်တီမေမရောက်သေးဘူးလားတွားခေါ်ပေးရမလားညမောင်လက်ကိုဆဲစိတ်ပြီးရွှေမာလူညွန်ပြတယ်အဲ့တော့မောင်ကရှေ့ရမြအမေကိုပြုံးပြလိုက်တယ်ကလေးမငါနာမည်ကမြစပင်ညနေစီကျူအမေဟာ sorry မေမောင်ကလေအစားအန်တီအမားလို့ထင်လို့မေဘမလေးမိကကအန်တီနဲ့တော့ညီမတွေလိုပဲတော်တော်နှူတာပဲမထင်အောင်နော်အဖွားကြီးကတစ်ချက်ပြုံးလိုက်တယ်ညတော့မောင်တော်ကြီးတွေစနေပြီဆိုတာသိလိုက်လေတယ်မေကိုတောင်းမှန်ပါတယ်နော်ဒီကေဆိုရင်မောင်ကကော်ဖီဆိုင်မှာထိုင်ရတာရဲ့ဒီနေ့ပါအရေးပေါ်ကိစ္စဖြစ်လို့တွားရင်တောက်ခင်မိတာမောင်ခွလို့နော်မလက်အုပ်ချီကရုတ်တည်ကြီးပြောနေတော့မောင်ကြည့်ပြီးမြနေစီချိုတရားဘာမှပြောတတ်တော့ချိုနီးတူတော့မြစပယ်လည်းမပြောတတ်တော့ကဲပါခွလို့ပါတယ်တမီးရဲ့တမီးအားဆိုင်နဲ့ဆိုင်ဖွင့်လာလားဟုတ်တယ်မအန်တီကိုကြင်တောင်းတင်တယ်ထားနိုင်ဘူးနှစ်ဆိုင်ဖွင့်ပြီးအလုပ်ကြိုးစားနေရပါကောင်းပါလေတမီးမေကိုမောင်ပြောမလို့ပြောရင်မောင်ကအကောထိုင်ချကလက်အုပ်ချလိုက်တယ်မြနေရင်ကတော့ယူတီအမ်မောပြုတ်မှုကြောင့်လမ်းပြင်သွားလိမ့်တယ်မောင်အခုမေသမီးအန်တီကိုလက်ထည့်လိုက်တော့မောင်လည်းမေသမီးဖြစ်သွားပြီပေါ့နော်မေကလည်းမောင်ကိုသမီးတရားလို့အမြင်မတော်ရင်ဆုံးမပေးပါသမီးလို့တတ်မှတ်ပေးပါမေရှိလေမောင်မဟုတ်တာဘာမှမလုပ်ပဲနေပါမယ်ဒီနေ့တော့မောင်တောက်လာပြီလို့တောင်းမှန်ပါတယ်နောက်မဖြစ်စေအောင်မေခွလွတ်ပေးပါမေလာမှန်းလဲတည်ဆိုင်ပိတ်ပြီးမောင်ကိုယ်တိုင်ကားဂိတ်မှာလာကြွားရဲပြောလေပြောသူကောင်းကိုလည်းရိုက်နေလေမဟုတ်တာသမီးရဲ့သမီးကိုလည်းမေမွေးထားတဲ့သမီးလိုချစ်ပါတယ်တလောက်မူးရအောင်လူကြီးမှန်းသေးတဲ့ကလေးလိမ္မာရီကလေးကမဟုတ်တာလို့ပါမလားကေသွားနာတော့ဒါပေါ့မေမွေးရင်မရက်နဲ့ရဲရင်မမူးနဲ့ဆိုတာမောင်လက်သုံးစကားပါစိတ်ချပါမောင်မူးတော့အန်တီကိုလက်ဖျားနဲ့လည်းမရွေးအဲ့လိုချစ်တာအန်တီကိုပြောအောင်ထားမှာမေစိတ်ချနော်တန်းစင်မောင်ကရိုင်ချိုနဲ့လေကားပေါ်တက်မဲပြူစဉ်ကြောများစပယ်ချိုဟာငါသမီးကလည်းဟိုမှာတွားတွဲပေးလိုက်လေတကယ်တည်းမှအလိုက်မသိဘူးဟုတ်မေညနေမှတော့လေကားပေါ်တက်သွားလိမ့်တယ်ရွင်လဲပြန်တော့မေပြူတွင်ကလေးကစိုးတော့မစိုးနော်သမီးအပြိုကြီးကအိမ်တော်ဘက်ရွေးရကြမစိုးမူးတော်လူကြီးမှန်းသိရဲ့ကလေးတော်တော်ရှားတယ်ဟုတ်ကဲ့တော်လေးသဘောကျရပါတယ်အပေါ်ချက်ခန်းထဲတွင်ခြားတေကမူးတော်မယူပဲစကားတွေပြောနေတာမေယုံနေမလားဒါဆိုရပြီလေမနေ့ကြောင်ပဲဆိုင်ကိုဒီနေ့ဦးဆောင်ထားလို့ဖုန်းဆက်ပြီနော်အဲ့ဒီမောင်အိတ်ပြီကတင်ပေါ်တွင်အိတ်သွားတော့တန်စင်မောင်စောင်းပပလေးချုံပေးကြီးကအလိုတူပြန်ထွက်လာခဲ့လေတယ်မြနေစီချို့တယောက်အိယာမှနိုးလာခဲ့တယ်ညအတန်စင်မောင်ကလူဘာမှမလုပ်ပဲဒီတိုင်းအိတ်သွားခဲ့အိရင်အခန့်ခရရကလွယ်နေတန်စင်မောင်ဒီမိအသားကိုလက်ပြပြမတင်နိုးရနဲ့မျက်နှာတဲ့သွားတိုက်ရေးချိုးတန်ရှင်းလုပ်ပြီးနောက်အပြာနှုတ်ရောင်ပါတိတ်ကိုဝတ်ဆင်လိုက်တယ်ဒိုနောက်အလို့သွားရထွက်ခဲ့လေတယ်လေကားပေါ်မှာဆင်ပေးခြင်းလက်သစုံကသူပစ္စည်းထားတဲ့အခန်းကိုဆွဲခေါ်သွားတယ်။ခြားသိလှတူအခန်းထဲမှာမိရှိရပြောစရာရှိလို့ဘာပြောမှလဲတိုးလုံးမကြီးကြီးကိစ္စရှိလို့စောသွားမှာအန်တီအလို့ခဏခောက်တာဒီနေ့မောင်စောနူလို့မေနဲ့မနှက်စာစားတာလေအဲ့ဒါအန်တီမေကစစ်ပပေါတားစစ်နေရုံနဲ့ပုံလည်းမပေါ်မေကွန်းတွေမေဘာရီမေးရလဲမောင်ဘလို့တွေးကြလဲဘသူကအရင်ဖွင့်ပြောရလေအစားမေးတာမေကအဲ့လိုတွေအောင်မေးတယ်ဟုတ်လားမောင်ဘလို့ဖြစ်လိုက်လေနှစ်ယောက်သားဖြေတာမတူဒုက္ခနော်မောင်ပါမပိုင်ချင်အောင်မရိုက်ဘူးဒီလိုဖြစ်လိုက်တာမေဘာရီမေမသိဘူးမောင်ရှက်တယ်အန်တီကိုမေးလိုက်တော့ဆိုပြီးလက်ထွက်လာတာတော်သေးလို့ပေါ့မောင်မတော်နဲ့နောက်တစ်ခါမေးဘလို့ဖြစ်ရမလဲရှင်တို့အိမ်မှာမောင်နဲ့အန်တီခဏတွေ့ရင်နေတယ်အဲ့ကနေတွေ့ရပေါ့ဟုတ်ကဲ့အန်တီဘသူဖွင့်ပြောရလေကြတော့အဲ့ဒါတို့ဖွင့်ပြောတာပဲထားပါတော့ဟုတ်မရှိနေတော့ကျမမနှက်စာမစားတော့အလို့တန်းသွားတော့မေလို့မေပြောလိုက်အောင်အလို့ကနောက်ကျတော့မေဟုတ်မြတရအလို့ကိုကမန်ဂရဲထွက်သွားလေတယ်
မောင်လေးရေချိုးပြနာအပြာနုရောင်လက်တူအင်းကြီးနဲ့နက်ပြရောင်ဘောင်းမီရှိဝတ်ကအလုပ်ကိုထက်ခဲ့လေမောင်တို့ကော်ဖီဆိုင်တစ်ကိုလူတော်တော်များများကစိတ်ဝင်စားကြပြီးလာစားတော့ကြတယ်အစားတော့လေကောင်းချင်လက်မလဲနိုင်အောင်ရောင်းရတယ်မောင်တော်ဘာနဲ့ကော်ဖီဆိုင်နှစ်ဆိုင်တာစင်းရများကိုတွက်နေစင်းရတက်ပြီးဒီနေ့မောင်နိုင်ရေးကြည့်လိုက်တော့9နိုင်ခွဲပင်ရိုတီယန်အန်တီအကြောင်းတွေ့မိတယ်အန်တီမနဲ့စာမစားပဲထွက်သွားလိအစီဝေးရှိတီဟုဆိုတာကြောင့်ပဲ9နာရီလောက်ကလေးကထွက်သွားတယ်ထို့ကြောင့်မောင်ချက်ချင်းပင်မနေ့ကခေါ်၍ကိုမင်းမောင်အခုတက်နိုင်တယ်လို့ဟောချောကလက်တစ်ခွက်နဲ့စတော်ဘယ်ရီကိတ်လေးကိုပါဆယ်ထုတ်ပေးပါနော်အပြစ်မသွားလို့ပါဆယ်ရခြင်းနေမောင်ကအထုတ်ကထွက်သွားလေတော့တယ်မောင်ရုတ်တရက်ရိတ်ကန်းယုံကိုရောက်လာခဲ့ရင်လေတင်ပါဗျတော်မြနေစီချုံနဲ့တွေ့ချင်လို့ပါပြရပြသွားတဲ့ကောင်မလေးတယောက်ကိုမေးလိုက်တော့ကောင်မလေးကဒီဇိုင်းဆွဲရဲ့နေရာကိုညွှန်လိုက်တယ်ကောင်မလေးညွှန်တဲ့နေရာဆက်လျှောက်သွားတော့ဒီဇိုင်းဌာနခေါင်းဆောင်ကိုရေးထားတဲ့အခန်းတကာပေါက်ကိုတွေ့ရတယ်မောင်တကာခောက်ပြီးဝင်သွားလိုက်တယ်အခန်းထဲတွင်မနေဂျာဆိုသူနဲ့အန်တီတို့အလုပ်အကြောင်းပြောနေကြတယ်အိုးမောင်ဘယ်လိုရောက်လာလဲအန်တီမနှက်စာမစားသေးတာတတိယသွားတာနဲ့မောင်ဆိုင်ကနေယူလာပြီးလာဖို့တာအန်တီအစေးဝေးပြီးပြီလားပြီးရင်စားလိုက်နော်အစေးဝေးရပြီးပြီမောင်တရားညီမကဘာလုပ်လဲကိုရဲနောင်ကစကားဖြတ်ပြောလိုက်တယ်မြမောင်လက်ကိုဆွဲ၍ကျမရဲ့အိမ်တော်စီပါမောင်ကဘယ်တော့မှလက်ထက်ဖြစ်တာလေကျမတို့မတိရပါလားတလားလောက်ပဲရှိပါသေးတယ်ဂျာရီတို့ကိုမပြောဖြစ်တာကျမအချင်းချင်းလိုက်လို့ပါဟုတ်ကဲ့ပါဗျာကိုရဲနောင်တယောက်ကတော့မျက်နှာချင်းညိုလျက်မောင်မျက်စောင်းထိုးလျက်ကြည့်နေတန်စင်မောင်ရီတန်ကစ်နဲ့95ပါပိုင်ရှင်ပါတန်စင်မောင်ကလက်ဆွဲနှုတ်ဆက်ပုံဖြင့်လက်လန်းလိုက်တယ်ဒုက္ခမောင်ရှိရင်ကြီးကရဲနောင်မနှိမ့်ကြပါဟုတ်ကဲ့တွေ့ရတော့ဝမ်းတာပါတယ်ချက်တူပါဗျအန်ဒီမောင်ပြန်တော့မယ်ဆိုင်ရန်ကြကြပြစ်ထားရင်မကောင်းလို့လေဟုတ်ပြီမောင်ကောက်ကြီးဆိုင်မောင်နော်ပြီးတော့ညနေကြပါအောင်စင်းရစစ်ပြီးရနဲ့ချက်ချင်းပြန်ခဲ့အတောင်းနဲ့နော်အန်ဒီကိုရိုင်းညစာချက်ထားမယ်မြားတယောက်ကတို့တို့ပြောတော့မောင်ကကြောက်သွားတယ်မြားမတိမတာလေးမျက်လုံးမိတ်ပြတော့မှဟုတ်ကဲ့အန်ဒီဘဲမကြွေမကြွေအလုပ်တွေပြရနဲ့အင်ကိုအပြေးလာခဲ့မယ်ဟုတ်ကဲ့ပါရှင်အန်ဒီကနာတီလိုက်ဖို့ပြီမယ်ကိုရဲနောင်ပြန်လောက်ဦးမယ်နော်ဟုတ်ကဲ့ဗျအန်ဒီကမောင်လက်ကိုချိန်ကကာနာတီလိုက်ဖို့ပြီတယ်ဒိုချင်းရကိုမြင်တဲ့လူတိုင်းကလက်တူတူနဲ့ပဲသူတို့စိတ်ထဲတွင်မြောက်အိမ်တော်မပြုတ်ဘူးထင်ထားရင်တွေ့တချို့ကလိုက်ဖက်တယ်ဟုပြောကြတယ်ကာနာရောက်ရင်ကျေးဇူးချတဲ့မင်းလာတာကြိုးကြွအခုညီရတယ်ဂျာကြီးကတို့ကိုလိုက်ပိုးနေတာကြားပြီအခုပြီရောပုံကြည့်ရနဲ့တိတာပါတယ်အန်ဒီကသူမျက်နှာချင်းဆိုရင်အန်တီမိတ်ဆက်ပေးတော့ကလေလာငပုတ်ဖမ်းတယ်လို့ပဲမဲသွားတာရေးရတယ်လူကြီးကအဲ့လိုမပြောရအောင်လေပြီးတော့အစားတောက်ကြွေအတွက်ကျေးဇူးနော်အန်တီတကယ်ပိုက်ဆာနေရမင်းအန်တီရဲ့နှက်သူငယ်ချင်းလေးနှက်သားဆိုနှက်သားနှက်သမီးဆိုနှက်သမီးပေါ့ဘဲနဲ့နှက်သူငယ်မင်းကကလေးရှိသေးတာနှက်သူငယ်ပေါ့ချားပါတော့တနေ့ညစာအန်တီတကယ်ချက်မလားတကယ်ချက်မှာမင်းကြိုက်တဲ့ဝတ္တနီချက်တောင်ပါတယ်မစားချင်ရတယ်မဟုတ်ဘူးတကယ်အလုပ်တွေအပြီးတက်ခဲ့မလို့ချားသိတဲ့ပေါ့သွားပြီနော်အန်တီခေါင်းသွားမောင်ကဆိုင်ကိုဦးတီပြန်လာခဲ့ပြီးအလုပ်တွေအကုန်ပြီးအောင်လုပ်ခဲ့လေတယ်ဆိုင်တွင်တွေပြုံနဲ့အလုပ်လုပ်နေတယ်မောင်ကိုရိုင်းလေးဘာကြောင့်ဒီလိုဖြစ်နေလဲမသိပါအန်တီစီကနူးနူးညံ့ညံ့စကားတန်နေကြလင်းအလိုလိုပြောနေတတ်တယ်ရေးစားရထဲလဲတွဲခဲ့တော့လေဒီတစ်ခါထူးခြားနေတော့ထင်မိတယ်ဘာကြောင့်လေတော့မစင်စားချင်မိပါဆက်ပြီးစင်စားနေလေမကြည့်ရဘူးဆိုရဲစီကံကိုသူပြန်တရိရလာမယ်စိတ်ကတော့အသက်နိုင်ဆုံးရှုံးမရပြီမယ်ညနေခင်းတွင်မောင်ကအိမ်ကိုအရောက်ပြန်လာခဲ့တယ်ဘေးမှတဝေမတူခဲ့ရုပ်ဆွအစုံသူငယ်ချင်းဖြစ်သူနှွေးဆုခက်အောင်ကကလက်တွားရံပြောသည်ကိုညှလွတ်လိုက်လေတယ်ညင်တီနေတန်းအောင်တော့နှွေးဆုခက်အောင်စီမှာအစိမ်းကိုပဲနဲ့ခံလိုက်ရလေတယ်ဟောမိချိုနေလူပြန်ရောက်လာပြီအကန်တဲတွေပတိစိတ်နေတော့တော်များစပယ်ချိုစီမှာအတန်ထွက်လာတယ်တန်စင်မောင်ကအကန်ထိုးသွားကမမေအတွက်လေလိမ္မော်သေးရွေလာတယ်နေ့လည်နေကြတဲ့တမော်အိပ်ပင်စားဖို့ငါသမီးရလိမ့်မာတာဟိုမိချိုကမရအလိမ္မောင်ရှာရတာပဲတော်သေးလို့မေမေတော်မကြောက်တင်ညာနောက်မှရေးထည့်ထားသောဖန်ခွက်ကိုကိုင်းကရက်နေတော့မြားတန်းသောမေမေဟာငကားမျက်စောင်အကြီးတစ်ချက်လွှတ်လိုက်တယ်မမောနေမှာပေါ့ရေးခက်လာတယ်ကံပြီးသောရေကိုအကုန်အောင်တောက်ချလိုက်တယ်ရင်ထဲကိုအေးသွားတာပဲအန်တီမျက်နှာလိုပဲချင်းအေးချမ်းနေရထိုစကားကြောင့်အန်တီမျက်နှာရဲသွားတယ်မေမေကြည့်တော့မေမေကပြုံလို့ခဏနေဟင်းချက်တော့မှမောင်အဝတ်စားလေးပင်လာခဲ့တော့နော်ဟုတ်ပြီအန်တီကမိဖို့ကြောင့်တော့ထားသွားလေတော့တယ်မောင်ဝတ်စားလေးတော့မေမေတော်သမီးမေမေလည်းပြီးစိတ်အောင်မေညဆောင်အောင်မေမေမောင်နဲ့အန်တီတို့ကကြိုးစားကြတယ်မောင်ကြိုက်တော့ဝတ္တနီချက်ဖြင့်ထမင်းနဲ့ပကံတောင်တွေ့လိုက်တယ်ညဆောင်စားပြီးနောက်အတူတူကိုရီးယားကကြည့်နေငကိုမူရင်းဆိုမောင်ကကိုရီးယားကလောကမကြိုက်တော်ရောက်ကမှအကြိုက်လိုက်နေလေတယ်က
ခဏကြာအိတ်ကန်ကျဲသူအန်တီနဲ့အေးပုံတို့ရောက်လာတယ်မမေအေးပုံကရွာသူ့အဖေနေမကောင်းလို့ပြန်ချင်တယ်တဲ့သူ့အဖေကိုပြုစုဖို့အဲ့ဒါအိမ်ကိုသူ့တငယ်ချင်းစိတ်ချတဲ့ကောင်မလေးတယောက်လှုပ်လိုက်မယ်တဲ့ကောင်းပါတယ်အေးပုံအဖေကိုတေချာပြုစုနော်မိချိုအေးပုံကို2 လစာကြိုးပေးလိုက်သူ့ဖေကိုစိတ်ဖို့လဲတက်ပေးလိုက်ဟုတ်ကဲ့မမေအေးပုံမမေကိုကြော့ပါတယ်မနေ့စောစောပြန်มาမလို့ကျမချမ်းသာလို့လန်ခီတရားဖျောက်ပြပါစေကွယ်ပေးရစုနဲ့ပြပါစေမမေတနေ့အေးပုံတမင်းလှလိုက်တဲ့အတူကဘယ်လိုလုပ်မှလဲကားကိတ်ကနေလာမှမမေလက်ပြန်ချလာမှပါဟုတ်ပြီပြီးကြုံမကြီးသူ့တမင်းတန်စင်သွားခေါ်လိုက်နော်ဟုတ်မမေည9 နာရီတွင်အန်တီနဲ့မောင်တို့အပေါ်ချအခန်းသို့တက်လာခဲ့အန်တီကအိတ်ကန်တဲတွင်သက်ဆိုင်အချောတက်နေမောင်ကတော့မနှောက်ရှက်လို့တပြင်းဝရန်ဒါဘက်ထွက်ကဆလေးထိုင်တောင်းနေလိုက်တယ်10 နာရီကျိုးကနေလောက်တွင်ချတဲ့အပြင်မှာလေးစိမ်းနဲ့တိုက်နေအောင်စွတ်ကြက်လေးနဲ့လာအထဲဝင်ခဲ့အန်တီအလုံးမပြီးသေးဘူးလားပြီးပြီလအိတ်တော့မနေ့ကမေကားကိတ်ရောတော့အောင်မလားဟုတ်အန်တီမနေ့ရောက်တော့ကားကိတ်တွေမောင်ကတယောက်တည်းရောင်းတောင်းဖြစ်နေလေတယ်ခေါ်ရမယ့်လူကမလာဆိုတာပဲတည်တယ်ဘလို့ခေါ်ရမလဲမသိဟိုတော်မြနင်းစီကျိုးတို့အိမ်ကလားမောင်ကြည့်လိုက်တော့အသားညူညူပကွက်ကြားလေးနဲ့ခေါင်းမလေးဟုတ်ပါတယ်သိလို့လားအေးပုံကအရင်နေရာဖုန်းဆက်ထားရဲ့ရှင်စပင်မီကိုရောင်တဲ့တယောက်လာကြိုမှဆိုလို့အော်မလာဆိုပါလားဟုတ်ကဲ့ရှင်ဒါဆိုရင်ကားပေါ်တက်တော့လေအိမ်တော့အထုပ်တွေကုသေးပြီးမလေပြောရင်အထုပ်တွေတဲသွားတော့လူကိုမလာကြည့်နေမိတယ်မလာမျက်လုံးထဲတွေထိုလူကချော်လို့နေမလာစကလေးကစိတ်ကိုရှိခဲ့တယ်တထေးဖြစ်အောင်လုပ်မယ်မဟုတ်ရင်တထေးကြော်ပြအောင်လုပ်ကြံရွေးခဲ့အခုတော့မလာတထေးကြော်ဖြစ်ဖို့ဆုံးဖြတ်ချက်ချလိုက်တယ်မလာနှုတ်ခံမှမဲပြုံတစ်ချက်ပြုံးလိုက်တယ်မမေမလာဆိုတဲ့ကောင်မလေးပါလာပြီမောင်အားရှင်းရနေ၍အထုပ်တွေကိုတဲပေးလိုက်တယ်မလာတော့နောက်မှနေ၍လိုက်လာခဲ့တယ်မလာဆိုတဲ့ကောင်မလေးပဲအေးပုံဟာတေချာမခဲ့ရလားမခဲ့ပါရဲ့မမေဟုတ်ပြီဒါဆိုရင်ဒီနေ့တည်းရနားလိုက်ပါနောက်နေ့မှအလုပ်စပေါ့ဟုတ်ကဲ့ရှင်တလက်စရဲတန်စင်ဟာသူနေရမယ့်အခန်းပြလိုက်နော်ဟုတ်မမေဒါညီမလေးနေရမယ့်အခန်းရေချိုကန်လေးပါရင်နော်တွဲလျက်ပဲဟုတ်ကဲ့မမဟိုပြောလေညီမလေးမမနာမည်ကတန်စင်မောင်ဟုတ်ကဲ့တောင်းမင်း2 ယောက်တည်းပေါ့နော်ဘေးရတာ3 ယောက်ရှိတာအရွှေရယောကမလေးအမျိုးသမီးရအလုပ်မှာဒါကြောင့်အမလာကြူတာညီမလေးကိုဟုတ်ကဲ့ရှင်ဒါဆိုရင်အမအလုပ်သွားရင်နော်ဟုတ်ကဲ့မောင်အခန်းထဲမှာထွက်လာခဲ့ပြီးမမေရဲ့နှုတ်ဆက်ကဘာတို့ထွက်လာခဲ့တယ်အလုပ်တွေစိမ်းများစီပြီးနောက်တပတ်စာဝေးရမယ်အင်္ဂရိတ်များကိုလည်းစိမ်းရလုပ်ပေးခဲ့တယ်ကစ်ချင်ကိုလည်းပတ်စစ်ခဲ့လေတယ်မောင်ပါတချင်ညိလေးဖွင့်ထားပြီးငိမ်သက်နေတဲ့ခန်းစားမှုကိုရစေတဲ့ဘာပင်ဖြစ်တယ်ထို့ကြောင့်အေးဆေးဆေးထိုင်ချင်သူများကမောင်ပါကိုလာခဲ့ကြတယ်ဘာရှိရုံခန်းတဲ့တွင်ဟယ်လိုအန်တီမောင်ဒီညပြန်လာမလားဘာမှပဲနေမလားမောင်ပြန်လာဖို့များတယ်အန်တီဘာလို့လဲဟောတနေ့ချက်ထားလို့လားမဟုတ်ဘူးမောင်ပြန်လာရင်အန်တီအတွင်းမုန်းလင်များဝဲခဲ့ပေးပါလားလို့အဲ့ဒါလားဝဲခဲ့ပေးမယ်လေဒါဆိုရင်ဖုန်းချတော့မယ်နော်ဟုတ်ပြီအန်တီမောင်တယောက်ဘာမှအပြင်တွင်လမ်းဘေးတောက်ရှင်မုန်းလင်များဆိုင်တိုင်းမုန်းလင်များဝင်ဝဲခဲ့လေတယ်မောင်ချန်တဲ့သူအတင်းဝင်လာလို့ရရင်ချန်တကာကဖွင့်ထားတယ်ချန်ရှိဘန်ကွန်တွင်အန်တီကထိုင်လျက်မောင်ကားတွေကဆင်းချင်းအန်တီစီသွားလိုက်တယ်အန်တီမုန်းလင်များပါလာတယ်မြားကြီးပဲချင်းဆက်ရောငုံဦးရောအစုံမဲပါတာအန်တီဘာကြိုက်မဲမသိတာနဲ့အကုန်မဲလာတာအများကြီးဆိုတော့မမေကိုရောမလာကိုရောကျွေးလို့ရတာပေါ့မိရလေးတအားစိတ်ကောင်းရှိရဲ့ချစ်စရာလေးမောင်ပေါ့အန်တီကရုတ်တရက်ဆွဲလိုက်တယ်ကြိုတီကိုမြင်တော့မမေကအမလီချမ်းရှိကြီးကိုရှောင်ကြပါအောင်တော့မပြောလိုက်ကြဘူးအပြိုကြီးအင်ဒရီထိန်ကို2 ယောက်လုံးအင်းတင်းဝင်ခဲ့တော့လာမောင်သားကြစို့မောင်လက်ကိုချိတ်ကကျဘက်ကမုန်းလင်းများထုတ်ကိုကိုင်လျက်အင်းထဲဝင်ခဲ့လိုက်တယ်မောင်စိတ်ထဲတွင်တော့အန်တီဟာတခါကလေးစံတီကိုပင်တင်မိတယ်အေးအားကျဲတွင်မောင်ဟာတက်လက်ပြဲခင်းဆောင်နေအန်တီကတော့ဘေးတွင်စားဖက်လျက်ချတဲ့ဟုတ်အန်တီဆိုင်ရစင်ပြေလားဟုတ်တော်ပြေတယ်အန်တီကစတမာတွေကလည်း review ကောင်းကောင်းပေးကြတယ်အခုစီးနေရဲ့လက်ဘောချင်းနေတော့ရောင်းပြီးနောက်တစ်ဆိုင်ခွဲရမလားကြက်နေရရောင်းပြီးနည်းနည်းကောင်းတာတစ်စီးဝယ်လိုက်လေကားဆိုတာကိုအတွက်တစီးလို့ရရင်ကြော်ပြီးလို့မှတ်လိုက်ပေါ့ဆိုင်မခွဲပဲရောင်းအားကြအောင်လို့နမဲခိုင်မှာရှင်မထက်ခွဲပေါ့ဟုတ်တယ်အန်တီပြောရမစို့မောင်လက်ခက်နေဒါနဲ့ဂျာတဲ့ရဲ့ဖေဟာဂျာတိတ်ကိုပြန်မခေါ်သေးဘူးလားဆိုင်ရအစ်အောင်မြင်သေးတာမဟုတ်ဘူးလေအန်တီရဲ့အောင်မြင်မှာသူမခေါ်လေမောင်ရင်တော့ခေါ်အောင်မှာပေါ့မောင်ပပပဲလေသူစီပွားရေးလိုက်မလုပ်ခဲ့တာကလွင်ကျန်တာလေးမှပါရဲ့ပေါ့မဟုတ်ဘူးမောင်ကသာဆိုရင်အန်တီမသိလို့မောင်တို့စကွက်လေအဲ့ဒီမှာမောင်ရဲ့လာရောက်ရဲ့အစိုးဆုံးပဲရှုပ်တယ်ပွေရဲ့တောက်စားတွေနှွေးရကြရံဖြစ်တဲ့နေရာမှာချိတ်ကနှွေးတင်မဟုတ်ဘူးအော်ဂတ်စ်လေးရံဖြစ်တယ်
အငြိမ်ဆုံးကတော့တက်ရသူကလူကြီးလိုပဲအားလုံးကိုထိန်းချောင်းနိုင်တယ်ဒါမဲ့သူကအစားနောက်ထားကြတာခြိုက်တီတို့အုပ်စုကချစ်စရာလေးတွေပါတယောက်နဲ့တယောက်လေးချစ်ကြမယ်ပုံတွေဟုတ်တယ်အန်ဒီတယောက်နဲ့တယောက်ကမိသားစုလိုစီလုံးကြတာချစ်လေချစ်ကြတယ်ခြားသိမိသားစုအောင်မောင်မောင်မွေးပြီးမိတွင်တဲ့တင်ဆုံးတော့တာမောင်ပပပဲကျွေးမွေးခဲ့ရတာမောင်မောင်ခုရှိတန်လွင်မောင်နဲ့မောင်ထက်9နှစ်ကြီးတယ်သူကအခုအိမ်တော်နဲ့လေတားလေးမွေးထားတာအခုသူလေးက9နှစ်တောင်ရှိရောမယ်ကိုကြီးကပပလုံးမှာကုလုံနေတာမောင်ကပပကိုဘာမှမကူညီနိုင်ခဲ့ဘူးမောင်လုံးကျင်တာတွေပဲလုပ်ခဲ့မိတာအခုအိမ်တော်ပြတာတော့ပပနဲ့ကိုကြီးကိုအတိမပေးခင်နောက်ကျမပြောမလို့လေဟန်ဆောင်တာတော့မပြောပါဘူးမောင်ပြောရင်မျက်ရည်ဝေးလာခဲ့တယ်တောင်မြင်သွားတော့အန်ဒီယာချက်တိတ်ဝမ်းနေသွားရတဲ့နေ sorry ပါကွယ်တို့မမေးခဲ့တဲ့ချက်တိတ်ဒီလောက်မအောင်မြင်ချက်တိတ်အဖေကိုခုံရအောင်လောက်တာနဲ့တွေ့ပါရဲ့ဒီလိုကိုစူးစမ်းလုပ်ပြီးမှမောင်မပါစီသွားတော့ပေါ့နော်ဟုတ်ကဲ့အန်ဒီမောင်အိတ်တော်မယ်အိတ်တော်နော်မောင်ကတော့မျက်ရည်လေးကလေးဖြင့်အိတ်သွားလီတော့တယ်မြားတယောက်ကတော့မောင်ငုံမိအောင်လုံးမိတီကိုထင်ကအိမ်မပြောတော့ပါမောင်အလို့သွားတာနဲ့မောင်လက်ကိုဈေးထဲချပေးခဲ့လိုက်နော်အပြန်ကြောင်ဦးရီခေါ်ခိုင်းလို့ရတယ်အန်ဒီယာအကန်တေကနေမောင်ကိုလမ်းပြောနေမောင်ကနောက်ကျမှထားလေးရှိတော့ကြောင်းမောင်မနဲ့ဆောင်စားချိန်တွင်အန်ဒီယာအလို့သွားရင်ပြင်ပေးလိမ့်ပြီဟုတ်ကဲ့ပါအန်ဒီကဲမလားဈေးချင်းယူပေးလိုက်ခဲ့တော့မောင်ကားတဲ့တွင်ကျိုးဆောင်နေလေတွင်မလာကကားရွှေခန်းထဲတွင်ဝင်ချလိုက်တယ်ခက်ပက်ပက်လေမလာမပတ်သက်လို့ရှင်နောက်ဆိုရင်ကြည့်တာကိုပက်ပေးမယ်မောင်ခက်ပက်ပက်ပြီးတော့ကမလာမောင်ရဲ့ရင်မွေးအနံ့ကိုရှုရှိုက်နေလေထိုလိုသားမလာအပိုင်းဖြစ်ခဲ့လေမလာပြောတယ်ကားဈေးဘက်ကိုဦးတီလျာသွားနေကားရဲ့တွင်သိစိတ်နေရင်တကြမ်းတန်ပင်မဖွင့်သိစိတ်မှုကိုဖြိုးခွဲလိုက်သူကမလာအမပြောလေမလာအမနဲ့မမကြီးနဲ့ဆိုရင်အသက်ဘယ်လောက်ကလဲအနည်းဆုံး73နှစ်ပေါ့အမအလော့အသက်กว่าတာကိုကြိုက်တယ်ပေါ့ချင်းတော့အသက်ရွယ်လဲဂယိုးဆိုင်မနေမလားစီမင်းစည်းကမ်းတွေရောကျင့်ဝတ်တွေရောဂယိုးဆိုင်စရာပေါ့နော်အဲ့ဒါတော့ကိုယ့်ပုံမူတရားပေါ့တချို့ကတော့ပေးဆက်တာချစ်တယ်တချို့ကြကျင့်ရအပိုင်ယူခြင်းနဲ့အကျင့်နဲ့စစ်မှမတရားတော့မရှိဘူးပေါ့အဲ့လိုသတ်မှတ်တယ်စိတ်ပဲကွာတာပါအဓိကဒါဆိုမမကြီးကိုအမကဘလို့ချစ်တာလဲမောင်စဉ်းစားနေဟာမမေကမေးခိုင်းတယ်လားသူ့ဘာသာမေးရလားကမသိတေချာရာကတော့ဟန်ဆောင်တာမပေါ်ဘူးလို့တယ်ထိန်ပြီးဖြေဖို့သာစူးစမ်းလိုက်တော့တယ်အန်ဒီကိုချစ်တာကအကြောင်းပြချက်မရှိဘူးမလားအန်ဒီဖြစ်နေလို့ကိုချစ်တာအန်ဒီဖြစ်နေလို့အတက်ရွယ်ပါဂိမ်းမဆိုင်ပဲချစ်တာယူစားရများခဲ့တာတော့အန်ဒီနဲ့တွေ့တော့ညှိန်သွားရောဟုတ်ကဲ့အမလာသိပါပြီမလာစိတ်တဲအတွင်းတော့မလာတော့ချင်းအပိုင်ယူမှာပဲရှင်လဲမလာပိုင်ပဲဖြစ်ရမယ်မောင်သူ့ဖေကိုသူပြန်စဉ်းစားနေဘလို့ဖြစ်ဖြစ်ဒီအဖြစ်ကိုကျင်းနေတယ်ဘာကြောင့်လဲသူမပြောချင်သူသိတာကသူ့ကြောင့်တော့အန်ဒီဒုက္ခရောက်တာမလို့ချင်ပါအန်ဒီစိတ်ချမ်းသာရင်ရပြီမလာဈေးရောက်ပြီအပြန်ချမင်းဒီဦးဝင်ငါခဲ့တော့နော်ဟုတ်ကဲ့မလာကိုဈေးလိုက်ပို့ပြီးအလုပ်ကိုမသွားပဲကာဝဲစားတန်းကိုချက်ကကောက်ရောင်ဖို့ပြင်နေတယ်နေလေလောက်ကျွဲစပွဲနဲ့ချိတ်ကကောက်ရောင်လိုက်တယ်ရောင်ရတဲ့ငွေကိုဘန်တွင်အပ်ချပြီးနောက်ကတစည်းအတဲဝဲလိုက်တယ်မာစီတီကအနက်ကိုစီကအင်တိုပြန်လာခဲ့လေတယ်အင်ကိုစောစောပြန်လာခဲ့လေတယ်မမေအန်တီမလာသေးဘူးလားအင်ရှိမနေပြီးမောင်အောင်အော်ခေါ်နေတယ်မလာအပြေထွက်၍မမေကနေလေကန်တေးနိုးနေအမကြီးကဒီချိန်ပြန်လာနေကြမဟုတ်သေးဘူးလေဟုတ်လားမေ့သွားလို့မောင်လက်ထက်အိတ်ကိုမလာဆွဲလိုက်ပြီးထိုင်းတော်မလာတမယာပြောခဲ့မယ်ကောင်းတာပဲမောင်အိတ်ကန်တဲတွင်အတိုင်းကမျက်လုံးမိတ်နေတယ်ခဏကြာမောင်ရဲ့ပေါင်ကိုတယောက်ကထိလိုက်တီကိုခန်းစားလိုက်ရတယ်ဘာလို့တာလဲတောင်းမှန်ပါတယ်အမအိတ်ပြောနေလို့မလာနိုးမယ်လို့တာအော်ရတယ်မလို့မလားဟုတ်ကဲ့အမကြိုက်တာခိုင်းလို့ရပါတယ်မလားအမအတွက်အကုန်လုံးပေးမှာပါမောင်မျက်ခွန်တို့ဟာတွန့်ကျိုးသွားတယ်တေးကြလားမလားဟုတ်ကဲ့တေးကြပါတယ်ဆန္ဒရှိတယ်လို့မလာကိုကြိုက်တာလို့ရပါတယ်မလာကဘာမှမပြောပဲဆန္ဒကတော့မင်းတို့လိုပြောတာနောက်ဆုံးချိန်ဖြစ်ပါစေမင်းအဲ့လို easy ကလေးလုပ်နေတာအိမ်ဟိုင်တီရောမမေရောသိမင်းတွေ့လည်းမကောင်းအလုပ်ပြုတ်သွားနိုင်တယ်အခုတဲ့ချိန်တော့ငါခွင့်လွှတ်ပေးလိုက်မယ်မင်းဒီမှာရှိသေးရင်မှတ်ကြမှာကငါအန်တီရဲ့ပေါ်သစ္စာရှိရဲဆိုတာပဲထပ်ပြောရနော်နောက်ဆုံးချိန်ဖြစ်ပါစေမောင်ချက်ချင်းအိတ်ကိုယူလိုက်ကအပေါ်ထက်သို့တက်ခဲ့လေတယ်အကန်တကားပိတ်ကအပြတ်မထွက်တော့အန်တီပြန်လာမှသာထွက်ခဲ့တော့မီဟုဆုံးဖြတ်လိုက်တယ်ညနေ4 နာရီအန်တီကလေးကချန်နေကိုမောင်းလာလေမောင်လေကားတန်ကြမှာအခန်းပြင်တို့ထွက်ကအန်တီကိုအပြေးကျူတော့တယ်ဝုံတိုင်ကျဲပြေးလာတော့မောင်ကြီးကရကမပြက်သူတော်များစပယ်အချို့ကတော့ကောင်းတရင်အပြင်လေကားပေါ်ကနေပြုတ်ကျနေပါမယ်မောင်ရဲ့မကြပါဘူးအန်တီဆော်ရဲဖိုင်တွေပြီးမောင်သေးပေးမယ်အန်တီကအေကန်တဲတွေဝင်တိုင်းကအမောဖြင်းနေလေတယ်မောင်အရေးသွားခဲ့မဲ့ပြူစဉ်မလာကရောက်လာကရေခွက်ကိုယူလာပြီးတယ်မမကြီးရေးပါရှင်
ကျေးဇူးမလားအန်ဒီပြောလေမောင်ဒီညပြန်သွားမလို့အဲ့ဒါဟိုလေးယောက်လေးပါတယ်ဘဲချင်းပြန်လာမလဲမောင်သွားတာကသွားပါမတရားကြီးတော့ညမနဲ့ပါဝန်းဒီစောင့်နေမှာဆိုရင်မစောင့်နေလို့ပြောမလို့ပါအိမ်နေလိုက်လीဒါဆိုရင်ညနေတော့မဲ့ပုံပါပဲဟဲ့တကယ်တော့ပြီးစီလေးလောင်နှက်မှာရရင်အန်ဒီစားဖက်ရင်စောင့်နေမယ်လက်ပြန်လဲအန်ဒီအလုပ်ပိတ်တာပဲမနဲ့မိုးလေးမှထတာပေါ့ဒါဆိုရင်ခွင့်ပြုတယ်ပဲတက်မှတ်တယ်နော်ခွင့်ပြုပါတယ်တောက်စရာရှိရပဲတောက်နော်ဟိုကျူးတီကျူးပတ်မကျူးခဲ့နဲ့ကျူးခဲ့ရင်ဘိုက်ကြောပြတ်မှာဟုတ်ကဲ့ပါတန်စင်မောင်ကမျက်စိတစ်ပန်းမိတ်ပြလိုက်ပြီးအခန်းပေါ်အထက်တက်သွားလိမ့်တယ်မမကြီးပြောလေမလားဟိုကျူးတီကျူးကဘာပြောရလဲမသိလို့ကောင်မလေးတွေပတ်မကြောင်ခင်နေလို့ပြောတာပါမလားယင်သူကအိမ်တော်မကြခင်ဟာရှုပ်တက်တယ်တက်ကလူခွင်းနေနေတော့တလားစီတွဲနေအခုမှငိမ့်ကျသွားတာမာလာကယူတာပဲဟောဟုတ်ကဲ့မာလာကရေခွက်ကိုပြန်ယူကမိဖို့အကြောင်းတဲ့သူထွက်သွားလေတော့တယ်စိတ်ထဲတွင်မမကြီးရဲ့အရှိုးထက်ခင်ရှိရသူကဘလို့နေနေအချင်းနေပြင်းရှုပ်မှာပါပဲကြောင်ဥပတ်လို့ပေါ့မာလာတော့ကြားစာခဲရအောင်လုပ်ရမှာပဲကြားအောင်မစားရင်တော့ကိုရိုက်ကြားအောင်စောင့်အောင်လုပ်ရမှာပေါ့အဲ့ကဲနိုင်ဟဲ့မိချိုသမီးကရှုပ်တတ်တာဘာလို့မပြောရလဲချိုးနဲ့တွေ့ပြီးကြတဲ့ကမရှုပ်တာပါဆိုမမေကလေ तू အဲ့လိုမလုပ်တော့တာချိုးသိရဲ့အေးပါ तू ကလည်းညီနေကြမှာညီနေဆိုတာငါယုံပါတယ်ဒါမဲ့ညီးသိဖို့ဟာ तू နဲ့ကအသက်တော်ကွာရင်တော့မတော်လို့များ तू နဲ့ရွယ်သူသွင်းညီကျင်ငဲ့မှာမမေမောင်ဘလူလူလဲဆိုတာမမေလေးသိမှာပါဒါမဲ့ချိုးကတော့အသိဆုံးပြောရင်ထထွက်သွားလေတော့တယ်အေးကန်တဲ့ငုတ်တုတ်ကြံနေခဲ့တော့တော်များဆွဲချိုးမှာတကယ်တော့သူ့မိမထိလိုက်တာတခါမှပြန်ပြောဖို့ရဲ့မေးတော့ပြန်ခံပတ်သေးတယ်မပြိုရင်းနေမမေကိုတော့ပြောလိုက်တော့လေစိတ်ထဲတွင်တော့မောင်တခြားမိန်းကလေးတယောက်ပေါ်စိတ်ညွတ်ခဲ့ရောမောင်ငါ့ကိုထားသွားခဲ့ရောအိုးမောင်နဲ့ငါဟန်ဆောင်နဲ့တက်ကြတာပဲဟာဒါတွေကပူစရာမလိုဘူးလေမောင်ကလည်းငါ့ကိုလက်ဖျားနေအောင်မတူတော့မတူရလေငါ့ကိုစိတ်ဝင်စားလို့ပေါ့ငါဘာလို့ဒါတွေတွေးနေရမှာလဲငါသူ့ကိုချစ်မိလို့လားမဖြစ်အောင်ငါဘယ်သူမှမချစ်ဘူးလေအတွေးတွေနဲ့တယောက်တည်းငင်းနေရမြနေစီချိုးတယောက်ကတော့သူ့ကိုယ်သူလည်းနားပေးမလဲနိုင်တော့ပါမောင်တော့အပြင်သွားတော့မှမို့ရေချိုးခန်းထဲတွင်တချင်းကြီးလေမောင်ရေချိုးခန်းထဲမှာပြန်ထွက်လာတော့ဟာအန်ဒီအခုတည်းရက်နေတော့လားဟုတ်တာမောင်ကျွေးတွေကလည်းစာမတက်သေးတာနဲ့တအားကျွေးနေစပင်ဖြူမြ мян ပေါက်တယ်အန်ဒီကမကျွေးနဲ့တော့ကြအန်တီကိုကြိုက်မဲ့သူမရှိပဲနေမှာသူစကားကိုကြားရင်ညနေစီချိုးတယောက်မောင်ကိုနေရန်တူကကနှုတ်ခမ်းကိုလည်းညှို့ပြဲပေးလိုက်တယ်မမေကြားတော့ဒုက္ခနော်ဟုတ်တယ် sorry အန်ဒီတယောက်တာစကားပြောနေရမှာချက်ချင်းသိသွားတယ်။တိုနောက်တယောက်ကိုတယောက်ချင်းနေကြတယ်။နိကက်လာတော့မျက်နှာနဲ့ကိုတိုနောက်နှုတ်ခမ်းချင်းလေးနိကက်လူနေပါ။မျက်လုံးများကိုမေးလျက်မျက်ရဲ့နှုတ်ခမ်းနှလွှာကိုခပ်ပေါ်ပါလေးနဲ့လိုက်တယ်။တောင်းမဲ့ပါရင်ဒီမောင်စိတ်မထိန်နိုင်တယ်လို့ဖြစ်သွားတယ်။မောင်ဝတ်စာဝတ်တော့လေဘတ်တူနဲ့ပဲအေးဘက်ကုန်မယ်။ဟုတ်စိတ်မဆိုးပါနဲ့နော်အန်ဒီ။တို့စိတ်မဆိုးရပါဘူးကွယ်။ညနေပိုင်းတွင်တော့မောင်ဟာချမ်းရှိတွင်သူတငယ်ချင်းတွေကိုမျောနေဒီမှာဖင်သက်ကြွမောင်ခဏထိုင်ဆောက်ပါကြည့်ရတာမြောက်တိုင်းပဲငင်ကိုမနေဘူးမတော်တာကြားလို့လေအန်ဒီရဲ့အန်ဒီကချန်တဲ့ရှိဒန်ပေါ်တွင်စားဖက်လျက်ဆူရှာတယ်မောင်လည်းဒန်ပေါ်ထိုင်လိုက်တယ်အခန်းထဲကကိစ္စစိတ်မဆိုးမလိုက်မဆိုးလို့ပြောတာကိုခဏမေးတာကြားလာလာမေးလို့စိတ်ဆိုးရလိမ့်မယ်စိတ်တော့မဆိုးပါနဲ့အပြန်ကြောင်မိုးဝဲခင်မယ်လေချော့စရာမလိုပါဘူးရှင်ကျမတို့ကချော့ရမယ့်အရွယ်တောင်ကြော်ရောပေါ့ဟုတ်တယ်နော်ဘာဟုတ်တာလဲချော့မယ့်အရွယ်ကြော်နေပြီလေအဲ့ဒါဟုတ်စရာလားအန်တီယာဖက်နေတော့စောင်းနေမောင်လမန်ကိုဖွားဖွားလေးရိုက်လိုက်တယ်။မောင်ကရေလေးတုံးမြင့်ခွင်းကိုပန်းပေများကိုရေဖြန်းလျက်ကျင်းနေသူဟာမလားမကြခင်ကားတစ်စီးဟာခြံလေးကိုမောင်းလာခဲ့တယ်။ကားပေါ်မှာလာရောက်တဲ့နှွေတို့ကဆင်းလာခဲ့တယ်။တန်စင်စောက်နေရကြပြီလား။ဒီမနှွေလေးသူချစ်သွေးပြီးတဲ့အချိန်စောက်နေရလို့ကြားသွားတာမကြပါဘူး။အော်ဂတ်စ်နဲ့ရအောင်။ရရဟိုမယားကြောက်ကိုတီးတန့်သွားပြနေဟာ။အော်ဂတ်စ်ကလည်းမြို့နဲ့အကျိုးနေကြတဲ့ကမြို့နားမှာပဲကက်နေဟာ။နောင်နေမျိုးကိုပြန်ပေးဆွဲပြီးတပတ်လောက်ဖတ်ထားအောင်မယ်။ညွာလာရောင်စကားရေးနေလေးတယ်။ဒါဆိုရင်သွားကြရအောင်။အန်တီညာနဲ့နေရင်တော့မဆောင်နဲ့အိတ်ကျင်အိတ်နော်။ကဲပါမောင်ကလည်းအဲ့ဒါပူးမနေနဲ့ကောင်းကောင်းပြောခဲ့ပါ။မောင်တို့၃ယောက်ကတယောက်ကိုတယောက်ဖက်ကကားစီကိုထွက်ခဲ့လိတယ်။ဟိုလေးမလာစကားတန်ကြောင်၃ယောက်လုံးနောက်ပြန်လှည့်ကြည့်ကြတယ်။တအားမတော့ခဲ့နဲ့နော်။လာရောင်ကတန်းစင်ဝင်ကြီးကမျက်ခုံးပင်ပြလိုက်တယ်။တန်စင်ရောတငယ်ချင်းတွေရှင်မျက်နှာပြက်မေးဆိုတာကြောင့်အင်းသလုံးကြီးဖြေကထွက်လာခဲ့တယ်။ညွေရတော့မလာကိုဆွဆိုင်ကြည့်နေကားပေါ်ကျွမ်းလာရောင်ကကားမောင်၍ညွေရဘေးခုံတွင်ထိုင်လျက်တန်စင်ရောနောက်ကန်တွေတယောက်တည်းထိုင်လျက်အိမ်ကိုကောင်မလေးနဲ့ဇလန်းတွေရှုပ်ထားလာထင်စင်လာရောင်ကမေးလိုက်တယ်။မဟုတ်တာဟာငါရှုပ်တယ်ဆိုပေမဲ့အခုကအိမ်အောင်နဲ့ဟန်ဆောင်ထားတာပဲကူက
ဟန်ဆောင်ဆောင်မဆောင်ဆောင်လေငါတိတ်ခါတော့ထည့်ရမှာအန်တီတိတ်ခါရောဟုတ်တယ်တန်းစင်မင်းမှန်နေသူနဲ့ကင်းကင်းနေဖြစ်နိုင်ပေါ့သူမျက်လုံးတွေကိုငါဖက်ကြည့်ရွသားချင်အောင်စောင့်ကြတာသူ့ရဲ့ချုံထားတဲ့ဝင်းပလူလူပဲကဲလူရည်ကဲတော့ဒီရောင်ပြောနေပြီဆိုတော့ရှောင်းတော့ကိုလူလောက်ရောင်ကညွှေးစကားကို6ခန့်ကပြောလိုက်တယ်ကဲအစစ်စစ်လေးတစ်ချက်ပြောပါအောင်တန်စင်ကစကားစားလိုက်တယ်အစီအစဉ်ကကျုံတဲ့နေရာကျုံတယ်လို့ပြောရဲလောက်ရောင်ကပြန်ပြေတော့တောက်ကျိုးနေကောင်းတဲ့အစီအစဉ်ဟုတ်တာတောက်တာຫນွေခမ ्या လူနာရေးဆိုစကားပြားရည်လို့ချိုးနေရပဲအခုကြောင့်ဘာဖြစ်လဲပြောပါအောင်အခုမှຫນွေစုခဲ့အောင်ရဲ့ပုံစံအမှန်ပေါ်တော့ရလို့ဆဲလိုက်မှအသက်ဝင်နေတန်းစင်မောင်ရောလာရံပါတာဟာအော်ရီတို့တွေလူရတော့မျက်နှာကြီးစုပုတ်လျက်နင်တို့ငါမင်လာဆောင်ကြဘာမှမကြွေးနင်လားဆောင်မှာမချစ်တဲ့ရေကဲတုံးကများဒီဆောင်ငါပြောင်းမယ်တမျိုးလုံးပတ်ပြီးမဟုတ်ဘူးလားတန်းစင်ဒါပေါ့ငါပါပုံးကြည့်ပြီးကမှာလွေးစွန့်သွားရင်ကားတဲတွေရေတံများလွင်လျက်ရောက်လာကြီးက night club စောတက်ရနဲ့ August တို့ကတကားရှေ့တွင်စောင့်နေကြတယ်နင်တို့ရင်ရောက်နေကြလားရေဒါတော့နောက်ကြရလို့ပြောလို့ရတယ်မယားက August ကမြူဘုံညနေစာနှွေးပေးနေလို့ကြားနေရလေဟုတ်ဟိုမယားကလေးတနာစရာအဲ့ဒါချစ်တာလို့ခေါ်ရဲလားရောင် August ကရှားထုတ်ပြရေးပြောလိုက်တယ်လာပါဒီညခေတ်အောင်9ရောက်လုံးကလက်တဲတွင်နေရာကောင်းတကူရှာလိုက်ကထိုင်ပြီးတောက်စရာချိုးမှလိုက်တယ်။ညရတော့ဘီယာနှစ်ဘူးလောက်တောက်ပြီးနေ။အောက်ကထိုင်နေတော့ဆိုဖာနာတွားကဟိုမရက်ကလေးအောက်ကငါအေးကျင်လို့မင်းပေါင်ကိုကောင်းလို့ပဲ။ပြောရင်အောက်ကဘန်ကိုကောင်းအုံလျက်အိတ်ချလိုက်တယ်။ဟေးငါပင်မလို့အိတ်တာနော်။ပြီးတော့မြို့ဟာကြွားနေလို့သူ့ဘေဘေလေးပေါင်ပေါ်အိမ်ပင်မန်းတာတွေပျောက်သွားရဲ့တဲ့။ဆေးရုံမှာကြွရန်ကြွားတာအဲ့ဒါကြောင့်ငါဆိုင်အိတ်တာနော်။ပုံမှန်ချိန်ဆိုရင်ရုပ်တည်နေနေတော့နေရမူလီဟိုလူပက်ကျဲကျူလူပက်ကျဲလို့တက်လီတွေအော့ကက်စ်ကတော့သူ့တငယ်ချင်းအချောင်းတီလျက်ပြုံးကားပဲဝီစကီထက်တောင်းနေတယ်ဒီကဘာမြေပြင်ပေါ်တလွဝဲသူငါများတို့ဤလာဒီယာနဲ့တစ္ဆာကိုခွဲဖွေရှာမောကြတယ်တောက်ကျုံနေဟာရရကလေးရောက်နေတာဒီဒီချင်းချင်းဆိုးလာအချင်းကြီးကိုကြည့်လေတန်စင်ဟာမျက်နှာချင်းဆိုင်ကတက်ရကိုဖဲ့လိုက်တယ်တက်ရကတော့အောက်သွားအန်ခံလိုက်ရတယ်တန်စင်ပြောရလဲမှန်တော့အဲ့လိုမပြောနဲ့တန်စင်ရေရာဆိုတာလဲမှန်တယ်လိုက်ရန်ကအာလေးရှာလေးပြေပြောလိုက်တယ်ဆက်ပြီးတူအားပဲကိုပတ်ဝန်းကျင်မှာတကယ်အလားရှိတာငါတို့အဲ့လားလေးစီသွားတော့မယ်လိုက်ရန်ကထားရိုက်ကဘေးနဝိုင်းအကျော်ကောင်းမလေးနှစ်ကိုသွားကျူတော့တယ်တန်စင်ရေရာနဲ့အော့ကက်စ်တို့ကတော့စကားတပြောနဲ့နေခဲ့လေတယ်ည7 နာရီငါပြန်တော့မယ်ရာမင်းလိုက်ဖို့တန်စင်ရရကိုအပူကတ်တော့တယ်အေးပါငါလိုက်ဖို့မှာပါမင်းနဲ့နှွေးကိုငါလိုက်ဖို့မယ်အော့ဂတ်ကလိုက်ရန်ကိုပို့လိုက်နော်အော့ဂတ်ကခွဲမြောက်ပြကသူတိချောင်းပြလိုက်လေတယ်အပြန်ကျွေးနွေအောင်နောက်ခံနိုင်အဲ့ကပါလာလေတယ်ရရဘာလဲတန်စင်အန်ချင်းလို့လားမဟုတ်ဘူးဆိုင်တဆိုင်ဖွင့်ရင်အဲ့ဆိုင်ရက်လိုက်ထပ်တော့မလို့လားတန်စင်မီလီမီကြောနေအောင်မဟုတ်ဘူးစားစရာတခုခုအန်ဒီအတွက်ဝယ်သွားခြင်းလို့မင်းကလည်းဟန်ဆန်လက်ထက်သားသည်ဒီလောက်ခူးဆက်စရာလို့လားဟာရမသိလို့နော်ငါတကယ်အန်ဒီကိုချစ်တာချစ်တယ်လို့ဖွင့်ပြောခွင့်မရှိလို့တိုင်းဒီတိုင်းလေးနေခွင့်ရတာကိုကျင်းနေတာဘယ်သူမှမပြောနဲ့နော်ရေအေးပါနောက်ကန်းတွင်အိမ်နေတော့ညွေရတော့တစ်ချက်ပြုံးလိုက်တယ်စားတော့ဆိုင်တွင်နံရိုးကျော်တပွဲဝယ်ပြီးနောက်အိမ်ကိုပြန်ခဲ့လေတယ်ရကအိမ်ထဲတီလိုက်ပို့မယ်ပြောတော့လေတန်စင်ကချမ်းရှိတွင်ပင်ချထားခိုင်းနေတယ်ကျန်တကာကိုမိကလူခေါ်ဘဲကိုကြည့်လိုက်တော့လောက်ဖွင့်တူအားမလာတန်စင်မုံကိုတွေ့ကအိမ်ထဲခေါ်လာခဲ့တယ်အန်တီကိုတော့အိမ်ထဲရောက်တဲ့တီမတွေ့ပါအန်တီဘက်မှလေလို့မမကြီးကအပေါ်ချက်မှာပါမစောင့်နေမယ်တင်တာမစောင့်နဲ့ပြောလဲစောင့်နေထင်းနေရကိုသူအိတ်သွားတာပဲဟုတ်ကဲ့အန်တီမကောင်းကွာရော့ဝဲလာတာမင်းမဲစားလိုက်တော့တန်စင်မောင်လက်ထဲကစားစရာထုတ်ကိုမလာကိုပေးလိုက်တယ်တန်စင်မောင်တယောက်ဆိုဖာကိုလဲချလိုက်တော့ကအားပါသွားပြီးမလာကသူ့ခဏကိုပေါ်ရောက်လာတယ်မလာသူ့ကိုမဲပြုံးကနှုတ်ခမ်းချန်နှမ်းလိုက်တယ်တန်စင်မောင်ရဲ့လက်တစ်ဖက်ကမလာရဲ့ခါပေါ်တွင်ငါရှောင်ပြီးလို့လို့ဒီလားနှစ်ယောက်လုံးတော်များနင်းစီချိုဟာလေကားပေါ်မှာလက်ပိုက်လျက်ကျင်းနေလေတယ်တကယ်တော့သူကမြမောင်ထက်သွားကြတဲ့ကအခန်းထဲတွင်စားဖက်လျက်စောင့်နေကြတယ်မောင်ချစ်လားမချစ်လားကတော့သူကရိုင်းဝေခွဲမရနိုင်ပေမဲ့တန်ရောစင်တော့ရှင်လက်ထက်ချတဲ့အတွင်းတော့မောင်ဟာသူပိုင်တဲ့လူပင်အခုလိုအိတ်ကန်တဲတွင်နှစ်ယောက်သာဖြစ်ပြနေတော့ကောင်သူမျက်ဝင်းတင်မှာမြင်းရည်များကဆူလျက်မမကြီးမလာတောင်းမှန်ပါတယ်အမမူးလာပြီးသူ့ဘက်ကစားအခန်းပြန်ရတော့မလားဟုတ်ကဲ့မမကြီးမလာသူ့ခန်းရှိရာသူပြေးသွားလေတယ်မြားတယောက်ကဆိုဖာပေါ်မောင်ကိုလာထူလေတယ်မောင်ထပါအောင်အိတ်ကန်ထဲသွားရအောင်ဟေးစေလာမောင်ကိုခေါ်တာဟေးစေလာလို့
ဟေးစဲလည်းမဟုတ်ဘူးတော့ရှစ်မရလက်ထက်ယူထားရင်ရှစ်မရစစ်အာအန်တီအဆအပေါ်မှာအိတ်နေရမလားဘယ်ကလာအေးရမှာလဲရှင်စောက်နေရလေဒီကိစ္စအပေါ်မှာပြန်ရှင်းမယ်တွဲမယ်လို့တော့ထားချင်ထားမထားချင်ဒီမှာအိတ်နေခဲ့ထားပြီမောင်တွဲကအကန်နဲ့ခေါ်လာခဲ့တော့တယ်သူနောက်အကန်တကားကိုပိတ်ကားလို့ချလိုက်တယ်မောင်ကတော့အေးရပေါ်တွင်ပိုလိုပလန်မောင်ပေါင်ဖြက်ကနေမြောင်ချလိုက်တယ်မောင်ငေါက်ကနေထထိုင်ကဘာလို့ရိုက်တာလဲလို့ဘာလို့မလာသွားနေတာလဲဟိုကလေးမလေးကရိုးရိုးလေးနော်အဲ့လိုလွတ်လိုက်တော့ဟိုကနေရပါမလားဟမ်သူစနန်းတာလေရှက်ရှောက်မပြောနဲ့မောင်ဟိုကလေးမလေးကမောင်ကိုနမ်းရဲမလားမောင်ပဲနမ်းမှာပေါ့မယုံလားအန်တီကတမမောတဝန်းတူလာမောင်ကနမ်းတာမဟုတ်ဘူးလေအဲ့ဒါအန်တီတိဖို့ကောင်းတယ်တဝန်းတူလာပြီးတော့မြတယောက်ရှက်သွားရင်သို့တော်ဘာမှအတွန်းထမတက်တော့ပဲတော်ပြီးထားလိုက်တော့ဘာမှပြောချင်တော့အိတ်တော့မယ်မြတယောက်မောင်နဲ့ဆန့်ကျင်ဘက်သို့လိတ်ကအိတ်လိုက်တော့တယ်မောင်ကအန်တီကိုကြည့်ကခက်ဟာလေးရေးလိုက်တယ်အန်တီဘက်ကအခမ်းမီကိုပေးရန်အန်တီဘက်သို့တိုးလိုက်တယ်အန်တီကသူ့အနာကပ်နေတာတီးနေပုံဖြင့်မျက်လုံးကိုအတင်းမိတ်ထားတယ်မောင်ကအန်တီရဲ့နနာသူကက Good night my lady Rose သူတို့ပြောပြီးပါအထီုံလေးနမ်းလိုက်တယ်အရက်နဲ့တွင်နဲ့မေးပိတ်ပြီးဝဝေးအိတ်အမမိမရဲ့မနဲ့တန်းစင်မောင်ထားလာတော့ကောင်းကမကြည့်ချင်းညဘာတွေဖြစ်လေတော့သူလည်းမမေ့ချင်းရေချိုးမျက်နှာတဲသွားတိုင်လို့ပြီးနောက်အန်တီဝဲပေးထားတဲ့အင်ဂျီအဝါနုလေးကိုဝလိုက်တယ်ထို့နောက်လေးလေးတချွန်ချွန်ဖြင့်အောက်ထက်ကိုဆင်းလာခဲ့တယ်ထမင်းစားကန်တဲ့တွင်အန်တီကအလိုပေးရဖြစ်တာကြောင့်ကိုရိုင်းဝင်ချက်ပြုတ်နေရကိုတွေ့ရတယ်စပယ်ဝိုင်းတွင်ရောက်ခမအလုပ်တူကသတင်းစာဖတ်နေရောက်ခမကိုသွားနှုတ်ဆက်မိပြိုသွားလေခြေထောက်တို့ကအလိုလိုအန်တီစီရောက်သွားတယ်အန်တီခါလေးကိုအနောက်ကတန်းဖက်လိုက်တယ်မော်နီအန်တီအလိုပိတ်လို့တနက်ကားလင်းထားလိုက်ဝေးနေရပဲအပူရီမလုပ်ပဲမနှက်စာသွားစားပြီးဆိုင်သွားတော့လေဘာဖြစ်တာလဲမိမိတော်ကြည့်နေပြီဘာဖြစ်တာလဲအန်တီဘာဖြစ်လဲသိချင်းဟေးစိတ်ကိုသွားမိလီဟေးစိတ် Oh my god အန်တီဘယ်လိုလုပ်တည်ရလဲညတော့နာမည်လေးတနေရလေတကယ်လားဟုတ်တယ်ကျတော့မမေကမိကွန်းတွေမမေကညင်ညင်လေးမနှက်စာစားပြီးသွားလိုက်နော်အန်တီကအသက်မပါတော့အပြုံးတစ်ချက်ပြဲပြုံးပြကမလားဈေးသွားမမကျင်းနေလိုက်ခဲ့ချက်ချင်းဈေးကျင်းတောင်းခိုင်ကထွက်သွားရယ်မလာတော့တန်စင်မောင်ကိုတစ်ချက်ခိုးကြည့်ကအန်တီနောက်လိုက်သွားရယ်မောင်လေးတခုခုဖြစ်ခဲ့ပြီးဆိုတာတိခဲ့ပြီးမို့ညင်ညင်လေးထိုင်ကမျက်စာဆန်းလျက်ဆိုင်တို့ပြေးလိတော့တယ်မောင်ကဆိုင်မနေတော့လေစိတ်နဲ့လူနဲ့ပဲမကန်အန်တီကိုဖုန်းဆက်တော့လေမကိုင်းချင်းဘာလို့ရမှန်းပဲမသိတော့ပါမလာချမ်းရှိမှဘဲတီးနေတယ်အဲ့တယ်လားမသိတစ်ချက်သွားကြည့်ဦးမိဖို့ကြောင့်တဲ့တွင်ဟင်းကြီးချမ်းနေသောမယားကမာလာကိုတစ်ချက်ခိုင်းလိုက်တယ်မာလာလေးအပြေးသွားကတကားဖွင့်ပေးလိုက်တယ်မြားလေးအဲ့တဲ့ကိုထွက်တွေ့မြင်လို့တော့အဲ့တဲ့ဟာနှွေးဆူခန့်အောင်အော်ဒေါက်တာပါလားဟုတ်ကဲ့ဒီကိုပေးစရာလေးရှိလို့လာတာပါဟုတ်ကဲ့မာလာအေးယူခဲ့လိုက်ပါဦးမလာအေးသားယူရင်မိဖို့ကြောင့်တို့သွားလိမ့်တယ်ပြင်တိတ်ကအဖိုးနဲ့ဘွားဝိုင်ပလင်းတွေပို့ပေးတာတန်ဆင်အတွက်လည်းတပလင်လာပေးတာမလို့ဟုတ်ကဲ့ကျေးဇူးပါဒေါက်တာပြင်တစ်လားဟုတ်တယ်အန်တီဘာမှပြင်တစ်ကပြပါဒါကြောင့်မျက်လုံးတွေကမတူတော့ဘူးဟုတ်ကဲ့ဒါနဲ့တန်ဆင်ဆိုင်သွားပြီလားဟုတ်တယ်ဒေါက်တာမောင်လေးဆိုင်သွားပြီမမေကတော့ဖုန်းကြီးကြောင်းသွားတယ်ဟုတ်ကဲ့အန်တီညသူရည်သေးလားမရစ်ပါဘူးဒါပေမဲ့လေအဲ့သုံးဆောင်ပါအောင်ရှင်မလာအတန်အားကြားပြတ်ဝင်လာတယ်ဂျိုကာနှစ်ယောက်သားစကားကိုရေးလိုက်ကြတယ်မလာဈေးရသွားပြီးစက်တုံမိတ်တစ်စီးဝဲခဲ့ပါအောင်ပြီးတော့ကလပ်ပဲလေးဝဲခဲ့အောင်မေးလာလို့မင်းနီအိုးဝေခေါ်ပြီးသွားနော်ဟုတ်ကဲ့မမကြီးမလာအေးဘန်းကိုချပြီးထပ်သွားလိတော့တယ်စကားပြန်ဆက်လို့ရတာလေအော်ဟုတ်တာပဲဒေါက်တာဒီလိုပါမောင်အညာမလာအောင်နမ်းလိုက်တာသူဘလို့မှနန်းတာမဖြစ်နိုင်ဒီဒေါက်တာဘာလို့ဒီလိုပြောနိုင်ရလဲကျမမြင်ခဲ့တာမျက်လုံးနှလုံးနဲ့ကိုနော်မျက်လုံးတွေကအမှန်တရားကိုအမြဲပြောလို့လာရင်ဒီရဲ့အမှန်ကိုမြင်နေရရင်အမားဆိုတာရှိပါမလားသူနန်းတာမဟုတ်ရင်မလာကနန်းတာလို့ဒေါက်တာကပြောချင်တာလားဟိုကလေးမလေးကရိုးပုံရိုးကန့်နဲ့နော်မောင်အရင်ကလေးကရှုပ်ထားတာပဲ။စောက်ကိုအပုံဖွင့်ပြီးဆုံးဖြတ်တာမကောင်းရင်ဒီအပြင်ပန်းကိုပဲမကြည့်နဲ့နော်။တကယ်ဆိုအန်တီတို့ကကျွန်တော်တို့ချက်အတွေ့အကြုံတွေအများကြီးကြုံခဲ့ရမှာပါ။အသက်ရဝါရရောဒါပေမဲ့ရှုပ်တဲ့လူတယောက်ကမရှုပ်တော့တော့ကိုပြဿနာတစ်ခုရှုပ်တိုင်းသူပဲလို့ရခိုင်နှုန်းပြေမဆွဆွဲသင့်ဘူးနော်။ပြီးတော့လူရိုးဆိုတာတုတ်တက်မှာပဲရှိတော့တာ။ဒါတော့မီးရှို့ရင်ရှိမှာမဟုတ်တော့အန်တီကျွန်တော်ပြောချင်တာတော့တန်စင်ကိုပဲမျက်စိမိတ်မဆွဆွဲပါနဲ့ပြီးတော့မာလာကိုလည်းမျက်စိပိတ်မယုံပါနဲ့လို့တေချာကက်ကက်တာပိုကောင်းပါလိမ့်မယ်ဒီဟုတ်ပါတယ်ဒေါက်တာပြောတာမှန်ပါတယ်ကျမလောသွားတယ်ကျမမောင်းတိတ်ခါကြွယ်ရောငှဲ့ပြီးအော်ကြီးဟစ်ကျရင်မဖြစ်ပါဘူးကျမဘာသာတိုးတိုးတေးတေးအကဲခက်ပါမယ်ဒါဆိုရင်ကောင်းတာပေါ့ဒီသူငယ်ချင်းဖက်လိုက်တယ်တော့မထင်ပါနဲ့လားတကယ်အာမခံပြီးပြောတာပါတန်စင်မောင်ရဲ့
အိမ်တော်မကြခင်ကသာရှုပ်တာမင်းညာကလက်သွားတော့သူ့ကောင်မလေးတွေကိုမျက်လုံးနဲ့တော့မပြစ်မအန်တီဟုတ်ကဲ့မောင်အဲ့လိုပြောလို့ကျေးဇူးပါဒါနဲ့ဟေးစေးဆိုတဲ့တယောက်ကရောဟမ်ဟေးစေးဆိုတဲ့နာမည်ကိုကြတော့နှွေတယောက်အံ့ဩသွားတယ်ဟေးစေးဆိုတာဘာတူလဲသိလားထုတ်တာဟုတ်ကဲ့မန်နာပဲပြောတာပါဟေးစေးဆိုတာတန်စင်ပထမဆုံးတွေ့ခဲ့တဲ့ကောင်မလေးပါအခုတော့သူတို့အဆက်တွေမရှိတော့တာကြပြီလေဘာလို့ဆိုဟေးစေးကအင်္ဂလန်ကိုထွက်သွားတာကြပြီပြီးတော့အရက်သမားပဲမူးလာရဲ့အချီဦးနာမည်တော့ထွက်မှာပေါ့လေဘာပဲဖြစ်ဖြစ်အန်တီပေါ်တော့သူသက်စာမဖောက်ဘူးရဲ့ဟုတ်ကဲ့ပါကြောက်တာရဲ့အေးလဲတော့ပါသူငယ်ချင်းဘက်ကိုကာပေးနေအောင်မောရော့ပေါ့နွေရပြုံးစီစဉ်နဲ့အေးတောက်နေတယ်ထူနာအန်တီနဲ့အလာပါတလာပါစကားများပြောနေကြတယ်လူစိတ်ထဲတွင်တော့ဖြစ်နိုင်ရင်မွေးလိုက်ကျင်တာတန်းစင်မောင်ရမပြောကောင်းမဆိုးကောင်းငှားလဲကြဝက်ပြန်နေမှာဆိုလို့အန်တီစိတ်ထဲမှာတော့မောင်ကိုလည်းမဆွဆွဲပဲတိုးတေးအကဲခက်ဖို့သာတွေးထားရယ်ဟေးစဲကိုရုတ်တရက်ရွမိလေရှိပါစေတော့ဟူသာစိတ်ထဲထားတယ်နည်းနည်းတော့တဝန်တုံမိပေမဲ့အဆက်အသွယ်မရှိရတာကြောင့်ဒီတိုင်းထားလိုက်ဖို့သာစိတ်ကူလိုက်တယ်တကယ်ဆိုမူလာရင်ကိုသူ့နမိတ်ကိုသာတန်တရန်လိုချင်လေးတယ်ငါဘယ်တော့မှမောင်နဲ့ပတ်သက်ရင်အတရကြီးလာတာပါလေမောင်ဝဟန်ဆောင်လက်ထက်ထားရုံပဲလေအတူတွေကိုဖြေရောလိုက်တော့ရေမောရပြန်နေမကြခင်တော့တန်းစင်မောင်နဲ့ညနင်းစီချိုးနေဦးသာဟန်ဆောင်အိမ်တောင်တွေတွင်အချစ်စစ်တစ်ပြင်းလေးများရှင်းချမ်းလာပြီးတော့မယ်အတူရောင်အိမ်တောင်နဲ့အချစ်စစ်တို့တွင်မိသူနိုင်မိခြင်းတနည်းဟယ်လိုဒေါ်မြနင်းစီချိုးလားမသိဘူးဗျာဟုတ်ကဲ့ရှင်လိပ်စာဟုတ်ပါရဲ့နော်ဟုတ်ကဲ့ရှင်ဘာကိစ္စများရှိလို့လဲဒီလီလာပို့တာပါအော်ဟုတ်ကဲ့ရှင်နောက်3မိနစ်နေရောက်မယ်ခင်ဗျဟုတ်ကဲ့ဒီရက်ပိုင်းများတယောက်ဘာမှမမှားချမိပါတိုးတော့မောင်မချားဒီလာမသိဟူ၍ဆောက်ယူရင်အင်းရှိထွက်လာခဲ့ပစ္စည်းအားမောင်မလေးသူနာမည်ရေးစရာမှမလိုရရောခဏကြာဖုန်းထက်ဆက်၍ဒီလီထွက်ယူသောအခါမြတယောက်အံ့ဩသားလေးတယ်နင်းစီနီနီများကိုစက်တပွဲတီတီစီထားသောပန်းစီတစ်စီသူကြိုက်သောစာရေးဆရာမရဲ့နောက်ဆုံးထွက်ဆောင် snap box အကြီးတစ်ခုဒေါ်မြနင်းစီချိုထင်တယ်ဟုတ်ကဲ့ပစ္စည်းရလက်ခံပေးပါဦးနော်ဟုတ်ကဲ့မြတယောက်လည်းပစ္စည်းတွေကိုမနိုင်မနှင်းတင်လာကအိမ်ထဲရောက်တော့ပစ္စည်းတွေကိုတိကျကြည့်လိုက်တယ်ပန်းစီပေါ်တွင်စာရွက်လေးတွေမရင်းရကကိစ္စအန်တီထင်တယ်လို့မဟုတ်ပါစိတ်မဆိုးနေတော့အန်တီမောင်လေးရေးဖြည့်ရေးထားသောစာရွက်လေးမြတယောက်ပြုံးမိသွားတယ်ဟဲ့မိကျိုအဲ့ဒါဘာလဲလေဖုန်ကြီးเจ้าမပြန်လာတော့ဒေါ်မြစပယ်ချိုကအိမ်ပေါဝတွင်ထိုင်ကပြုံးစစ်စစ်လုံးနေတော့တမင်းဖြစ်သူကြည့်ရင်မင်းနေတယ်ဟိုလေမောင်ကချိုစိတ်ကောက်နေတယ်လို့စာအုပ်တွေမုတ်တွေပန်းစီနဲ့ချော့တာညီကဘာကောက်စရာရှိလို့လဲအမေဖြစ်သူကအမှန်တိုင်းပြောပြလဲမောင်ပေါ်စိတ်ကွက်မိလေစူရာကြောင့်မူသားသုံးလိုက်ရတယ်မောင်မနီကတောက်တာများသွားတာချိုစိတ်ကောက်လိုက်လို့မမေအဲ့ဒါနဲ့ပို့လိုက်တယ်ပေါ့ဒါတွေကိုဟုတ်ခက်ကလာသားသမီးတွေများတော့ချစ်သက်ချက်တွားလေးသူညီးပင်နဲ့များကွာပါကျိုးစိတ်ကောက်တောင်ရေတပေါက်မကြိုက်ဘူးချိုလေပစ္စည်းတွေသိမ်းစရာရှိရသိမ်းပြီးအာတွင်သားတော့ဖုန်းကြည့်လိုက်တယ်။အိုးမောင်ခေါ်ထားမနေပါလား။အမှန်တော့များဆိုင်လက်မှုပြောင်းထားတဲ့ပြေအတဲမကြချင်းသာသူ့ကြောင့်မောင်ကိုဖုန်းပြန်ဆက်လိုက်တယ်။ဟယ်လိုမောင်ဟာအန်တီဘာလို့နေရလဲမောင်ခေါ်လေးမကိုင်း။တနေ့ပစ္စည်းတွေရောက်လာ။ဘာလို့လဲဆိုတော့ကျမရှင်စားဖို့ဟင်းချက်နေရလေ။ဟေးစေးကိုပေးမဲ့ပစ္စည်းတွေရောက်ပြီးမလာကိုရောခွဲပေးလိုက်ရမလား။မနှောင်းနဲ့နော်အန်တီပို့လို့ရေးထားတာကိုစိတ်ကောက်မပြေသေးဘူးလား။စိတ်ကောက်တယ်လည်းမပြောမိပါဘူး။ပြီးတော့တို့ဒီလိုလုပ်ပေးစရာလည်းမလိုပါဘူး။တို့ကကလေးမမဟုတ်တာ။မောင်တို့တော့ကိုအန်တီစိတ်ကောက်မပြေတာနော်။တကယ်ဆိုရင်နောက်ဆုံးလက်ဆောင်တစ်ခုကျန်နေတယ်။ဒါလူချင်းတွေမှာပေးရမှာ။ဒါမဲ့အန်တီကမလို့ချင်းဘူးဆိုတော့ဘိုင်းလေ။မပြောပြအောင်။မောင်တကယ်စိတ်ဆိုးသွားရင်မောင်ဒီလောက်ချော့ရတော့အန်တီကခါခါတီတီဖြစ်နေတာမောင်စိတ်ဆိုးတယ်။ပြောရင်မောင်ကဖုန်းချသွားတယ်။တို့မောင်ပြန်ချောဖို့နေလဲရှာတော့မယ်တင်တယ်။ဒီတစ်ခါတို့လေပေါ့။တို့ချေကော်ဖီဆိုင်တွင်တန်စိမင်းချော့မှာမင်းကစိတ်ကောက်တယ်ဆိုတော့ဒါမကောင်းလေ။မြားရဲ့အိမ်မှာပြန်ကော်ဖီဆိုင်ဝင်ကအန်တီအချမ်းကိုတန်စင်အားဖောက်တယ်ပြန်ချနေတော့ရွေးတယ်မှစကားတန်ထွက်လာတယ်။ငါချစ်တဲ့လူစိတ်မကောင်းဖြစ်နေမှာဆိုလို့ချော့ရလေကွာ။ဒါအခုထိစိတ်ကောက်မပြေသေးတော့ငါတကယ်စိတ်ဆိုးရတဲ့စိတ်မကောင်း။ငါတကယ်ပထမဆုံးချစ်ဖို့သွားတာဟာကျန်တဲ့မလေးတွေနဲ့မတူ။ဟေးစေကရည်နေတော့မှပဲပထမဆုံးချစ်ဖို့ရာဆိုတော့တော်ဟေးစက်နေမယ်မပြောနဲ့တော့သူလည်းသူ့ဘဝနဲ့တူငါလည်းငါဘဝနဲ့ငါနေသားကြနေပြီ။နေနိုင်ပြီပေါ့။နေနိုင်တာတဲ့ဟေးစေဆိုတာငါကြွယ်တမိုးရှိတဲ့လူတစ်ယောက်ပဲသူကူညီလိုခဲ့ရင်ငါပေးမယ်ဟေးစေဟာငါကြွယ်ငါဘွားရဲ့စိတ်ပိုင်းတစ်ခုပဲဒီချက်မပူတော့ကောင်းပါရဲ့အဲ့စိတ်ထားငါကြံပေးမယ်တန်းစင်မင်းရဲ့ကျင်နေရလေဖွင့်ပြောလို့လည်းမရအောင်ချစ်တာလေဘာတော့ကြီးရွှေချာချစ်ပြလို့ရခဲ့ပြလို့ရတာဆိုတော့တနည်းတော့ရှိဘာနည်းလဲနွေဂယူဆိုင်ပြချစ်ပြပြီးရင်းနေရအောင်လုပ်ရမှာအစိုးအောင်ဒါမဲ့အန်တီကငါ့ကိုချစ်မှာတော့မဟုတ်ဘူး
သူတသက်လုံးအပြိုကြီးလို့ဖို့ရည်ရွယ်ထားတာစာချုပ်မှာတော့3နှစ်ပဲပါလေပြီးရင်ခွာမှာဟာအနေနီးနေရတန်ရုံးစင်တွေ့ရမှာပေါ့မတွေ့ရအောင်တို့မြနီးစီကြွားဆက်ရုပ်လားအခုမှမင်းတို့အိမ်တော်ကြတာ3လရှိသည်စူးစမ်းပါလေနှစ်ကျော်တန်းစိန်မင်းကောင်မလေးကိုလိုက်ဖို့ပါရဲ့ငါချက်ပိုသိပါတယ်လှုပ်ဆမ်းပါငါလေးခုတင်စကားပြောလာတာအန်တီမေးပေါ်မှာဆိတ်ရှိအောင်လုပ်လို့ရတဲ့အချင်းနေမှာပါအေးပါစူးစမ်းကြည့်မယ်အဲ့လိုလှုပ်ဆမ်းပါတန်းစိန်ပြန်လာရင်စိတ်ကောက်ပြီးပြန်လိုက်အန်တီကမင်းပေါ်တန်ရွှန်းစင်လေးရှင်နေသူပြန်ချော့လိုက်မယ်အန်ဘာကော်ဖီတောင်းတောက်တော့ကြွတီပြန်ဝင်ရတော့မယ်ကြွမြားတယောက်ခွေးဟောင်းတန်းချလို့ထွက်ကြည့်တော့မောင်လက်ထဲမှာခွေးဘလူးပေါက်စားလေးတကောင်အဖြူနဲ့အညိုဆက်ချသောပေါက်စားလေးကရှာတလက်လက်လေးဖြင့်မြခွေးမွေးဖို့စိတ်ကူးရှိတာမကြသည်မောင်ကမြစိတ်ကိုဖက်လိုက်နိုင်တယ်လားပြင်တင်ရတယ်ရော့နောက်ဆုံးလက်ဆောင်ဆိုပြီးရည်ရွယ်ထားတာဟိုတစ်ခေါက်ကအန်တီ Facebook ACC ထဲမှာခွေးဘလူးပုံလေးတွေကိုအသေးပေးထားတွေ့လို့ခွေးဝင်အန်တီလက်ထဲထည့်ပေးလိုက်ပြီးတစ်ချက်မှမကြည့်ပဲထွက်လာလေတယ်လောက်ခဲ့ရတော့ဆူလျက်သားမြတော့မောင်သူ့စီစိုးနေရဆိုတာသိလိုက်ပြီးခွေးလေးကိုလောလောဆယ်ကားကိုတောင်ထဲမှာချထားကအိတ်ဆရာနေရာလေးလှုပ်ပေးလိုက်တယ်ထို့နောက်အစာခွက်လေးလှုပ်ပေးထားတယ်အစာကြွက်ကတော့ညနေမှတော့ဝယ်မယ်လှုပ်ထားလိုက်တယ်ခွေးလေးကအိယာလေးပေါ်ချလိုက်တယ်နေကွေးတော်တယ်အိမ်ထဲပြန်ဝင်တော့မောင်ကအပေါ်တက်နစ်လိပြီးမလာကိုထမင်းစပွဲပြင်ခိုင်းထားကအပေါ်ကိုတက်လာခဲ့တယ်အခန်းထဲတွင်တော့မောင်မရှိရေချိုးခန်းထဲမှာရေပန်းရေချတန်းချတာကြောင့်မောင်ရေချိုးနေမှန်းသိလိုက်တယ်ထို့ကြောင့်လှလှမြမြပင်ဗီဒီယိုထဲမှာမောင်ကျွမ်းအဖြူရောင်ချစ်တဲ့နဲ့မိကိုရောင်ချစ်သားပေါင်းပြီးအပွားထုတ်ပေးထားလိုက်တယ်ထို့နောက်ကတင်ပေါ်တွင်ထိုင်ကစောင့်နေလေတယ်နိုင်ဝက်ကြတော့မောင်ကဘတ်ဒရိုဝဲကထွက်လာတယ်မောင်လာအန်တီကောင်တော့ပေးမယ်ဘလို့ပါကိုဘရာကိုတုံးမယ်ကတင်ပေါ်ကတပတ်ကိုယူကကိုဘရာကိုတုံးနေတယ်မန်နဲ့အတွင်အန်တီကသူ့ရဲ့အခြေအနေအကဲခတ်လျက်သူကမန်တင်းမသစင်မျိုးလုံးတင်နဲ့ပြန်ကြည့်လိုက်တယ်အန်တီဟိုဘဲလဲသွားတော့မှသူ့သွားတက်လေးများပေါ်အောင်ပြောလိုက်တယ်ဟေးအင်ဂျီတွေထုတ်ပေးထားလေအဲ့ဒါဝတ်လိုက်မဝတ်ချင်အဖြူဝတ်ချင်စိတ်မရှိဘူးမောင်တတရွေ့နေရကိုမြားတီးလိုက်တယ်မောင်စိတ်ကောက်လင်းပြောနေရလည်းမရှိတော့လူဟာရုပ်တည်ပဲနေတော့တယ်အခုလည်းအဖြူထုတ်ပေးထားတာကိုအနက်ဝတ်တယ်ညလည်းအင်ဂျီကိုပြန်သိရင်ညစာစားပြီးခွေးစာသွားဝယ်ရအောင်မောင်လိုက်ဖို့နော်နေရာတေးရှိနေရပဲလေမောင်လို့ခေါ်စရာမလိုပါဘူးမောင်ညစာစားမယ်အောက်ကိုဆင်းခဲ့တော့မောင်တရားချက်ချင်းပြီးအောက်ကိုဆင်းခဲ့လေစိတ်သေးတွင်တော့ဝမ်းနေခြင်းဖြင့်ခါတိုင်းဆိုမောင်လို့နေရာတေးရှိရဲ့အချိန်မှာခေါ်ရင်ပြုံးနေတဲ့လူကအခုချမ်းမောင်စိတ်ဆိုလို့အဲ့လိုပြောတာပါလေညစာစားချိန်ရောက်တော့မောင်ဆင်းလာခဲ့မောင်ရောက်ကမပေးဝင်ထားလိုက်တယ်ဟဲ့အော်မိချိုပြီးထိုင်လေမထိုင်ချင်လို့မေအန်တီကမကောင်းဘာချက်ပြီးစိတ်ကောက်လာပြန်ပြီလေဘာမှမဟုတ်ဘူးမေညစကားဖြတ်ပြောလိုက်တယ်မောင်တော့ထမင်းပြိုကြီးတိုင်းစားနေမောင်တွေစက်သားအယိုးညွန်ထားရော့မြာစက်သားညွန်ထားပြီးသားများကိုမောင်ပကံတဲထည့်ပေးလိုက်တယ်မောင်နည်းနည်းပြုံးသွားတာတော့သူ့နေကအလုပ်ဖြစ်တယ်ကိုတွေ့လိုက်တယ်မိချိုငါရင်ကြမှာအယူစုမှာဆိုလို့နှွေးရလေညရကအခုစက်သားအစားဆိုတော့စက်သားလည်းအယိုးပါတာပဲလေမေငါဘို့တော့ညွန်ပေးထားလားအခုညွန်ပေးမယ်လေမေဒီလောက်ဆိုရင်သဘောပေါက်ပြီးမညွန်ပေးနဲ့တော့ညစာစားပြီးနောက်များနဲ့မာလာတို့ပကံတွေစီးနေကြတယ်မေကတော့ဖျားခန်းကိုဝင်ကားဖျားကိုပြူတော့တယ်လွတ်လပ်စာအလုပ်တွေကိုမာလာနဲ့လွှဲပေးထားပြီးမောင်စီကိုချက်ခဲ့တယ်မောင်အခွေလေးကိုပွေထားတယ်မောင်သူ့ဘလို့နာမည်ပေးမလဲကျွန်တော်ကနာမည်ပေးလက္ခဏာပုံနာမှာမဟုတ်တာဘလို့သိမလဲမောင်မရွေးနဲ့နော်ကိုလို့ပေးမယ်လှတာပဲအဲ့နာမည်ဟာမောင်စိတ်ကောက်ပြီးပြီလားတန်းဆက်မောင်ကမျက်လုံးတီးဖြင့်တစ်ချက်ကြည့်လိုက်တယ်အဲ့ဒီအကြည့်ကြောင့်စိတ်ဆိုးမပြေသေးတာကိုသဘောပေါက်လိုက်တယ်ဒီကလေးလိုခွေးလိုနဲ့စိတ်ကောက်နေတဲ့လူကိုဘလို့ကြောက်ပါအစာတော်ဝေမှာဆိုရင်တော့ကိုအိမ်မှာထားခဲ့အောင်မယ်နှစ်ယောက်သားသွားမောင်းတန်ကြမှာတရီပြန်ခဲ့လိုက်တယ်ဟုတ်ပြီမောင်လမ်းလျှောက်သွားရအောင်ဆိုင်ရာတိတ်မဝေးပါအောင်ကောင်းပြီလေနှစ်ယောက်သားလမ်းလျှောက်ကြွခဲ့ကြတယ်လမ်းပေါ်တွင်ညနေမောင်စာပြူတာကြောင့်စိုက်ကယ်နဲ့ကောင်းများကရွှဲခက်လျက်15မိနစ်လောက်ရှောက်သွားတော့ဆိုင်ကိုရောက်လေတယ်မြကိုအတွင်အင်ဂျီများကိုရှာနေစဉ်မောင်ကစာတန်းမှာကိုကြိုက်လောက်မဲ့အစားထုပ်များကိုရွေးနေတယ်မောင်အန်တီစီကိုရှောက်လာတော့အန်တီကပြုံးရည်စွာကိုရမ်းနောင်နဲ့စကားပြောနေချက်ချင်းပင်မောင်မျက်နှာမှာပြိုတော့မဲ့မူကဲ့သို့ပင်တို့ရလည်းတလေးလေးထွက်လျက်သို့တော်စိတ်ကိုရှော့ကားသွားနှုတ်ဆက်ရန်ပြင်လေတယ်ဦးလီမတွေ့ရကြပြီနော်ဟုတ်ကဲ့ဗျာနှစ်ယောက်လုံးတူလာကြလားတူနေရဆိုတော့တူလာလေမောင်ကစကားတလုံးချင်းပြောနေလေတယ်တစ်ချက်မောင်မျက်စောင်းကြီးဟာအန်တီဘက်ကိုထူလျက်ကော်ဖီဆိုင်ကအဆင်ပြေလားဗျပြေပါတဲ့တနေ့ဦးလေးဖို့အင်ဂျင်လာဝယ်ရလားဟုတ်မဟုတ်ဘူးလေပင်ကလေးအတွက်ဝယ်တာကျွန်တော်အိမ်ကိုမြလာတော့ကပင်ကလေးကပေါက်စားလေးရှိသေးတာအခုပင်ကလေးက
ငါးကောင်တောင်ထပ်မွေးထားပြီးသူတို့ကလေးတွေနဲ့ဗျာကျွန်တော်ဘွားကျတော့ကျွန်တော်ချစ်တဲ့လူကတခြားလူတွေနဲ့စကားစားရက်သွားကကိုရဲနောင်ကအမြောက်ကြည့်လိုက်တယ်။မြာပြုံပြုံလေးပြန်ချင်လျက်ကြားရဲကမောင်ကအမြင်ကက်လာတဲ့ကြောင့်တခြားလူကရုပ်ရည်လေးချောစပင်းရလေးရွှေလီပြီးတော့ပီတီတီမျက်နှာပေးနေမှမဟုတ်တာအားကြောင့်ဦးလေးကိုမရွေးတာဖြစ်ပါလိမ့်မယ်ကျွန်တော်တို့သွားခွင့်ပြုပါအောင်နော်မောင်ကအန်တီလက်ကိုစိတ်ကပစ္စည်းကိုပတ်စံရှင်ပေးရန်ထွက်လာခဲ့တယ်မောင်လက်ကိုလှုပ်အောင်နေကွယ်လက်နာနေပြီဒုက္ခမောင်ကအန်တီလက်ကိုလှုပ်ပစ်လိုက်တယ်အဘိုးတော်ကအဲ့လိုပဲအိမ်တော်ရှင်မိမလည်းအဲ့လိုရေးတက်တက်လှုပ်တာပဲလားအလုပ်တယ်ရောအဲ့လိုမဟုတ်ပါဘူးမောင်ရေသူ့ဘာသာဘာကြီးနေနေအန်တီအားလို့တဘောရပဲခင်တာပါဒါပါတော့စကားပြန်ပြောနေတော့စိတ်ဆိုးပြေပြီလားပြေသည်ဘာလို့ပြင်ပြေမှာလဲနောက်ရက်နေ့ရောက်တည်းရှောက်လိမ့်မယ်ဒါဆိုရင်စိတ်ဆိုးပြေမယ်ရွှလင်းအန်တီနောက်ဥပုံနေကြအိုင်အလုပ်ပိတ်တဲ့အဲကြသွားကြတာပေါ့ဒါဆိုရင်စိတ်ဆိုးပြေပြီနော်ဒါကတော့မပြောတတ်ဘူးလူလေးအန်တီကမောင်းလက်တေးမှာထုံများကိုဆိုရင်နှစ်ယောက်သားစကားတပြ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 န်လာခဲ့မိသားစု TV ကြည့်ချိန်တွေမောင်ကအလုပ်စင်းများကြောင်းဆင်းမလာပါအန်တီတို့၃ယောက်သား TV ကြည့်နေရောခမကြီးကတော့မိကျိုကြီးကလေးကနေအိမ်မှာနင်းမျက်နှာနဲ့နေရတာသွားချောတင်တယ်လေဘာပဲဖြစ်ဖြစ်နေလေကတော့နင်းစိတ်ဆိုလို့သူ့မှာနေဖို့ပစ္စည်းတွေဝဲချော့နေကြမှာကလေးစိတ်ကောက်တာတော့အနာမရှိဘူးအံ့နေမမေကလေမလာကတော့များစပယ်ချိုးစကားကိုနားဆွနေတယ်တန်းဆိုရင်အမနဲ့မမကြီးနဲ့ရင်ဖြစ်တာမပြီးသေးဘူးပဲဒိုးစင်မောင်ကလေးကားပေါ်ဆင်းလာတယ်မလာကော်ဖီတစ်ခွက်လောက်ဖြောပေးပါလားဟုတ်မမောင်နဲ့မလာကမိဖို့ကြောင်းတဲ့အတွင်းမောင်ကခုံပေါ်ထိုင်ကစောင်းနေမလာတော့ကော်ဖီပြောလဲကော်ဖီခွက်ပေးရအတွင်းမလာကသူ့ရင်ဘက်ကိုမောင်ဖက်တူလိုက်တယ်လေဟိုင်းအင်ဂျီချောင်းပြထားတဲ့အရာကိုလေမောင်မြင်လိုက်ရတယ်မောင်အချက်ချင်းကော်ဖီခွက်ကိုင်းကချက်သွားလိတော့တယ်စကားပြေမကြည့်ပဲအပေါ်တက်သွားလိတယ်ည9နာရီတွင်အန်တီဟာအခန်းထဲအတူပြန်လာကအိတ်တော်ရင်မောင်တော့ဆင်းပြီးကလေးကအိလျက်သာညနေအချိန်တွင်တိန်လုံးတိတ်ဆိတ်လျက်လူတစ်ယောက်ကတော့အောက်ထပ်တူဖြည်းဖြည်းတတလေးဆင်းလာဒီမှာခြေတံပေးမသာတကားခောက်တဲ့အကြောင်းမလာနိုးလာရင်တွတ်တော်ဘသူမှမသိပဲဖွင့်လို့မဖြစ်အတန်တော့ပြူလိုက်တယ်ဘသူလဲတန်းစင်မောင်ပါဟုတ်ကဲ့ပါရှင်ဒီကနေ့ဖပြတင်ဆက်ပေးသွားတဲ့ရောက်ကမကြီးအားများနဲ့မောင်ဆွဲကျန်စလင်ကောင်းလေးရဲ့အပိုင်းတစ်ကိုဒီမှာခိတရနာခွင့်ပြုပါရှင်နောက်ရက်မှာအပိုင်းတစ်ကိုဆက်လက်ဖပြတင်ဆက်ပေးသွားမှာဖြစ်လို့ကျတဲ့ပရိသတ်တွေကဆက်ဆက်ဆောက်မျိုးလို့အားပေးနာဆင်ပေးကြပါအောင်နော်ပရိသတ်တွေရဲ့စင်မြအားပေးမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ရက်မှာအပိုင်းနှစ်နဲ့အတူပြန်လာခဲ့ပါမယ်အားလုံးပဲဘိုင်ဘိုင်